အိမ်ကထွက်နေအိမ်ကိုပြန်ဘယ်ဟာမြန်တယ်လဲဆိုတော့အဲ့ဒါယောဂီတွေအဖြေထွက်တတ်ပါတယ်အဲ့ဒီတရားကိုဟောကြားနာကြရအောင်ဒီတရားတော်ရဲ့အဆုံးမှာဒီနေ့ဘုန်းကြီးတို့73လမ်းမှာဒေါ်စောကြီးကမိခင်ကြီးဒေါ်ကလေးမနဲ့တာမောင်ထွန်းစင်းတို့အားရည်စူးပြီးတော့တောင်သောဓမ္မဒုတာတို့အကြောင်းတိုက်သူသွမ်းပရိသာ၄တောင်လှူဒန်းပြီးတော့သွန်းသွအမျှဝေနေတဲ့ဒါကြောင့်ဒီတရားပွဲကိုလာရောက်ပြီးတော့တရားနာဖို့သာဓုခေါ်ဖို့ဖိတ်ပြီးတော့မှတရားကိုဟောကြားနာကြရအောင်သာသနာမမကသဗ္ဗေသုဏန္တုအတိဒုံလဗံတရားတိတာဒုက္ခဟွန်တုမောဒန္တုသဟညာတိပိသာသနာမမကသဗ္ဗေသုဏန္တုအတိဒုံလဗံတရားတိတာဒုက္ခဟွန်တုမောဒန္တုသဟညာတိပိဘောတော်သပ္ပိတာကောင်းဆုံးနှစ်တန်ခွဲကြရန်ကိုဧကံလူလဥတရောစဉ်ပရိသအများတို့သဗ္ဗေဘုဒ္ဓဘာသာခဏဆုံးတိုက်ခါကောင်းကြိုက်ကြုံလုံးစုံငုံသောသာသနာမာမကဓမ္မအတ္တမနထာနာတွင်အတ္တမပြည့်ဓမ္မချီ၍အနိကုသာများစွာမျှော်ကိုညာနုနေတဲ့ဇုံမဲ့ချစ်ခင်သက်ဝင်လိုက်စားသာသနာဘိတော်သာဖြစ်ကြကုန်သောဘဝများစွာကဘာများစွာသန္တရာအဆက်ဆက်ကမိဘဆရာသမားဆွေမျိုးမိတ်ဆွေညီကောင်မောင်နှမတပည့်တပံတရားဓမ္မတော်ဆ၍ဓမ္မလုံးဘဝပြောင်းသွားကြကုန်သောပုဂ္ဂိုလ်များနှင့်တို့ကယဟန်ရှိနတ်လူကြမပေါင်းများစွာတို့သည်အတိဒုံလမသာသနာပခါသမယတွင်တပါရပင်ဈာနာခြင်းလည်းအမှန်မင်းခဲ၍လွန်ကဲကြတိအောင်ပဲတည်ပြီးသည့်ဓမ္မတရာဆိုတဲ့အမြတ်ဤစဉ်တရားတော်မြတ်ကြီးကိုသူနန္တုသူပါမငါသွားမြှုတပါးကိုမမြင်ပွဲတရားကိုသာခင်တွေယုံပါမှနေတကယ်အတုံးကြမြူကိုဆုံးမလေယုံထကြွလာသာတာစေရနာနှပြညီများ၄ပါးတပည့်လက်စီညှိပဲတိတိမောကနာဥကျင်သုံးလိုက်ကြပါကုန်သောဒေသသနာမာမကဓမ္မအတ္တမတထာနာတွင်အတ္တမပြည့်ဓမ္မချစ်၍အနိကုသာများစွာမျှော်ကိုညာနုနေတဲ့ဇုံမဲ့ချစ်ခင်သက်ဝင်လိုက်စားဒုသာသနာဘိတော်သာဖြစ်ကြကုန်သောဘဝများစွာကဘာများစွာသန္တရာအဆက်ဆက်ကမိဘဆရာသမားဆွေမျိုးမိတ်ဆွေညီကောင်မောင်နှမတပည့်တပံတရားဓမ္မတော်ဆ၍ဓမ္မလုံးဘဝပြောင်းသွားကြကုန်သောဒေါကလေးမနှင့်တကွာမောင်ထွန်းစင်ဟုရဟန်းရှိလူနတ်လူမြမပေါင်းများစွာတို့သည်ဘုရားတိနာပိစုံပန်သန္တရာနှစ်ဖြာကြောက်ဖွယ်ဘေးသွဲသွဲမှကိုယ်ဝဲစိတ်ဝဲညီတော်မြောက်လွန်မြောက်ကြကုန်သည်ဝါဘုရားတိတာသာယတိမိစီဝါရေကနေထိုင်၏ကြမ်းမာ၏ပြင်မေဆို၏မိထင်ယူရေးထတာဘေးရန်နှင့်နာဂနောင်ဝေအပေဆောင်၏ဒုက္ခဘေးတို့မှကင်းဝေးလွန်မြောက်ကြကုန်သည်ဒုက္ခကိုရောစေရောနေတော်တည်ငြိမ်စီစဉ်ကွာလာပိတိသောမနတာတိတဖွာပါနှင့်တရားတရားတော်တွေကိုတွေးဆမတရားအလကားအချော်တွေကိုဘေးချလေအေးမြချမ်းသာကြကုန်သည်ဝန္တုဓမ္မောဝေရခတိဓမ္မစာရိဒေသနာတော်နှင့်ကိုင်းညီသည်ဖြင့်ထိုက်သည်စင်စစ်အမှန်တိုင်းဖြစ်ကြပါစေကုန်သတည်းဧသသနာမာမကဓမ္မအတ္တမနထာနာတွင်အတ္တမပြည့်ဓမ္မချစ်၍အနိကုသာများစွာမျှော်ကိုညာနုနေတဲ့ဇုံမဲ့ချစ်ခင်သက်ဝင်လိုက်စားဒုသာသနာဘိတော်သာဖြစ်ကြကုန်သောဘဝများစွာကဘာများစွာသန္တရာအဆက်ဆက်ကမိဘဆရာသမားဆွေမျိုးမိတ်ဆွေညီကောင်မောင်နှမတပည့်တပံတရားဓမ္မတော်ဆ၍ဓမ္မလုံးဘဝပြောင်းသွားကြကုန်သောဒေါကလေးမနှင့်မောင်ထွန်းစင်ဟုရဟန်းရှိလူနတ်လူမြမပေါင်းများစွာတို့သည်သဟညာတိပိကောင်းညိုထွေထွေဖို့ခါကိုတောင်းစုမချေပဲချိုးကြကြရသဖြင့်တကာယတကွေမကအောင်အပိုးအနေဖြင့်မျိုးဆွေဟုသမျှညီကောင်မောင်နှမညာတိသာလောဟိတမြည်လင်းဆွေမျိုးပေါ်တသိန်းတို့နှင့်တကဝါမောရဏုဝမြောက်တော်မူနိုင်ကြပါစေကုန်သတည်းဝါမောရန္တုစင်ပြူတဲ့စိတ်နှလုံးကြောင့်ရှင်ပြုံးတဲ့မျက်နှာဝေဖြူရန္တာစိန်သွေးတို့တဖွေဖွေတလဲလဲအယောင်လေးသွဲရှက်ပြီးဘယ်ဘက်ကဘယ်သူကိုကြည်လိုက်တိုင်းရှုလိုက်တိုင်းရှင်ရှင်ဆိုလျက်အပူဆိုတပေါက်တစ်စက်ကမှမြည်မခါပေအေးမြလျံတောင်နိဗ္ဗာန်တိုင်းစကံပေါအောင်ဝမ်းမြောက်ကြည်နုတော်မူနိုင်ကြပါစေကုန်သတည်းဘိနုတရားအထုတ်တယ်ဆိုတာကကောင်းတဲ့ကုသိုလ်တရားတွေကိုယ်တဏ္ဍာမှာဖြစ်လာအောင်အထုတ်ယူရမကောင်းတဲ့အကုသိုလ်တရားတွေကိုယ်တဏ္ဍာကပျောက်သွားအောင်ထွက်သွားအောင်အထုတ်ပြရတယ်လို့အထုတ်တာက2မျိုးကောင်းတဲ့တရားတွေကိုယ်တဏ္ဍာရောက်လာအောင်အထုတ်ယူရတယ်မကောင်းတဲ့အကုသိုလ်တရားတွေကိုယ်တဏ္ဍာကထွက်သွားအောင်အထုတ်ပြရတယ်2မျိုးအဲဒါကြောင့်မလို့ယောဂီတွေဒီနေ့တနေ့အမှားကငြိမ်သက်တည်ကြည်လို့လာရမှာနော်အခုဘုန်းကြီးကြည့်ရတာယောဂီတွေအတန်ဆူတယ်
ဒီဓမ္မယုံနဲ့မှာခါတိုင်းခါတိုင်းဘုန်းကြီးတို့ရောက်လာတဲ့အခါမှာအတန်ကတိတ်လို့အခုကတခါတည်းညမ်းနေတာပဲအဲ့ဒါဓမ္မအာဃာရဝဖြစ်တယ်တဲ့တရားကိုမယူသေးရရောက်တယ်သူကဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားမကြွလာမီလေယဟန်တန်ဃာတိကဓမ္မယုံထဲမှာကိုတရားကိုနှလုံးသွင်းပြီးတော့မှငြိမ့်တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးဓမ္မသနပလင်ပေါ်တက်လာတဲ့ယဟန်တန်ဃာတွေမသိကြတရားနှလုံးသွင်းနေကြသိတဲ့ယဟန်တော်တွေကအယုသေးပြုမှတရားနှလုံးသွင်းတဲ့ယဟန်တော်တွေကတရားနှလုံးသွင်းနေဘုရားကဓမ္မသနပလင်ပေါ်ရောက်တဲ့ချိန်ကကျတော့ဩငါသားတော်ယဟန်တော်တွေဟာငါဘုရားကိုလည်းယူသေးခြင်းတရားကိုလည်းယူသေးခြင်းဖြင့်ငြိမ်သက်နေတယ်ငါဘုရားသာစကားမစရင်သူတို့ဩရမငါပလင်ပေါ်မှာအာယုကပလုံးနေဦးတော့သူတို့အာယုကလပလုံးဒီလိုပဲတိတ်တိတ်နေကြမှာပဲဆိုပြီးတော့မှဘုရားကဘိက္ခုလို့ဒီလိုခေါ်လိုက်အဲ့လိုခေါ်လိုက်တော့မှယဟန်ဒီတရားတိုင်ဖြုတ်ပြီးတော့မှလက်ဥချီမှုရှိခိုးပြီးတော့မြတ်စွာဘုရားလို့ပြန်ထူးအဲ့တော့မှဘုရားကဓမ္မဟောဘိက္ခုဒေသေတာမိယနောမြဥရှိတာသင်တို့ငါဘုရားရှင်ကိုယ်တော်မြတ်ကြီးတရားဟောမေတန်သူနာထငါဟောမေတရားကိုသင်တို့အာယုန်တစ်ပါးစိတ်မသွားပဲထောင်နှစိတ်ကနာကြကြပါကုန်တော့သာဓုကမနိတိကရောဒငါဟောမေတရားကိုသေသေးချာချာနှလုံးသွင်းကြကုန်တော့လို့အဲ့တော့မှယဟန်တန်ဃာတွေကမှန်မှအရှင်ဘုရားဆိုယူသည်လေးမြတ်စွာနဲ့တရားတော်ကိုနာကြားမှတ်သားဆောင်ထားကြတယ်တဲ့ငြိမ်သက်အေးချမ်းတယ်အဲဒါကြောင့်ဘုန်းကြီးတို့လည်းပြောခဲ့တယ်တရားဆိုတာဟာရေနှစ်ထက်ကိုဆင်းတယ်လို့တနေ့တည်းတနေ့တနေ့တည်းတနေ့ငြိမ်သက်ကြည်လင်အေးချမ်းလာမှာအခုဘုန်းကြီးတွေယောဂီတွေကြည့်ရတာတော့ယောဂီတွေတနေ့တည်းနဲ့ဆူညံတောင်းချမ်းလာတယ်အဲ့ဒါမဟုတ်သေးဘူးအဲ့ဒါကိုကြည့်ပြီးတော့တချို့ပုဂ္ဂိုလ်တွေကဆိုပါတော့လာလေးလာတဲ့ပုဂ္ဂိုလ်တွေလည်းရှိရင်ရှိမှာပေါ့ဟာမကြပါဘူးဒီလိုဆိုငါတော့အမထုတ်ချင်ပါဘူးအဲ့လိုဖြစ်တတ်တယ်ဒါဘုန်းကြီးတို့ကိုယ်တိုင်ကိုဖြစ်ခဲ့ဘူးတဲ့အဲ့ဒီလိုပဲအဲ့ဒါကြောင့်ကိုကြည့်ပြီးတော့သမားတွေတရားအထုညစ်သိပြက်သွားအောင်မလုပ်ပါနဲ့တဲ့တရားဆိုတာဟာကောင်းတဲ့တရားကိုယ်တဏ္ဍာမှာတည်အောင်ကြိုးစားအခုတို့ဓမ္မယုံကထွက်လို့ရှိရင်တော့မြန်လိုက်တာအိတ်ထွက်တောင်မဟုတ်ဘူးလာလို့ရှိရင်တော့အဲ့ဒါမပြီးနိုင်သေးဘူးဘုန်းကြီးတို့ဆိုလို့ရှိရင်မြင်တဲ့အတိုင်းမြင်အဲ့ဒါဒီမှာအခုဒီပလင်မောဆင်းလို့စီဘုန်းကြီးတို့ဟိုမှာရွှေဥမင်းသွားအားတဲ့လူကမရှိဘူးအဲ့ဒါဘုန်းကြီးကဒီမှာခေါ်တယ်ဆိုတည်းကလာခြင်းလှပြီလာလို့ရှိရင်ပလင်မောတယောက်ဆက်စောင့်နေရမှာဆိုလို့အဲ့ဒါဒီကကပ္ပိယလည်းအဲ့ဒါအခြေတင်မကြည့်ဘူးကြောက်တဲ့ဆိုခေါ်တော့ဘုန်းကြီးမသူကယောဂီစောင့်နေရသေးတယ်အဲ့ဒါမစောင့်အောင်ဘုန်းကြီးရောက်လို့ရှိရင်ခေါ်ဘဲနဲ့ဘုန်းကြီးကပြိဿစောင့်အောင်မဟုတ်တာကြီးပဲသူက၃ချိန်ခေါ်လို့ရှိရင်ဟောဒီကိုရောက်ရအဲ့ဒါ၃ချိန်ခေါ်လို့မှမရောက်လို့ရှိရင်ဒါမဟုတ်သေးဘူးဒါအခုတခြားချိန်ပြည့်ပြီဆိုလို့ရှိရင်အမလီမြန်လိုက်တာဘုန်းကြီးတော့မထွက်ရသေးသူကထွက်သွားပြီသူကအဲ့လိုမလုပ်နဲ့အဲ့ဒါတရားဆိုတာယူသည်လေးစားမှုရှိရတယ်လူကျင်မှုနဲ့အထောက်ရတယ်ဒီအိမ်ကနေထွက်တာနဲ့အိမ်ကိုပြန်တာဘယ်ဟာမြန်တယ်လဲဆိုတဲ့တရားတော်ကဘုန်းကြီးတို့ထွင်ဟောတဲ့တရားမဟုတ်ဘူးဘုန်းတော်၆ပါးသခင်တရားမင်းပြင်ဘုရားရှင်ကိုရမကြီးတာဝတိပြည်ဇေတုံကျောင်းထောင်မှာသတင်းသုံးတော်မူတဲ့အခိုက်တနေ့သောညသံဃာယံချိန်ခါမှာအမျိုးအမည်အနွယ်အဖြစ်မထင်ရှားတဲ့နတ်သားတယောက်ရောက်လာပြီးတော့မှမြတ်စွာဘုရားရှင်ကိုရမကြီးသတင်းသုံးတဲ့တာဝတိပြည်ဇေတုံကျောင်းတိုက်တိုင်းလုံးကိုကိုရောင်ကိုဝါတန်တာပလာအယောင်ဝါတကောဣတိပအယောင်ဝါတွေပြီးထွန်းလင်းတောက်ပစီပြီးတော့မှမြတ်စွာဘုရားရှင်ကိုရမကြီးကိုအယုသေးလေးမြတ်ရှိခိုးဥချပြီးတော့မှလက်ဥချီပြီးတော့မှနတ်သားကမြတ်စွာဘုရားကိုလျှောက်ဆိုကြည်တရဝါမြတ်ဘေတရားဆောင်းထားပါလေသနီတရဝါအမြတ်ဘေတရားဆောင်းထားပါလေသနီတရဝါအမြတ်ဘေတရားဆောင်းထားပါလေသနီဆိုကြည်သားမအောင်ဒီတရားဝါဒီတန်ត្រာတဲ့ကထွက်မြောက်ပြီးတော့မှနိဗ္ဗာန်မရောက်သွားအောင်ဘေတရားကဆောင်းထားတာလေမေးလူတာကဒါကိုမေးတာဘိန်းတို့ဒါက32ပုံလို့ခေါ်တယ်အပယ်၄ပုံဆိုတာရှိတယ်မိမိတို့အောက်မှာမိမိတို့ကအပယ်၄ပုံထက်ကလူပုံအဲ့လူပုံထက်ကနတ်6ပုံနတ်6ပုံထက်ကရူပပြမက16ပုံရူပပြမ16ပုံထက်ကအရူပပြမ4ပုံဆိုတာတန်ត្រာပဲဒီထက်မှာ32ပုံရှိအဲ့ဒီ32ပုံနဲ့ကဒီတရားဒီထွက်မသွားအောင်ဘယ်တရားကဆောင်းထားတယ်လေလို့မေးတာ
အဲ့ဒါမိမိတို့တန်တရာတွေကမကျွတ်မလွတ်တာကဘာပဲလို့မကျွတ်မလွတ်တာလဲမေးလို့ရှိရင်အဲ့ဒီအဆောင်ခံထားလို့မကျွတ်မလွတ်တာအဲ့ဒါကိုမေးတော့မြတ်စွာဘုရားကဘယ်လိုဖြေလဲဆိုတော့ဆိုကြည်တရဝါအမြတဏှာတရားဆောင်ထအပ်ပါလေတည်းတရဝါအမြတဏှာတရားဆောင်ထအပ်ပါလေတည်းတရဝါအမြတဏှာတရားဆောင်ထအပ်ပါလေတည်းဆိုရသားမအောင်သိပ်ပြီးတော့ကြောက်စရာကောင်းတယ်ဟိုမှာအတိတ်ကိုကြည့်အတိတ်တုန်းကမိမိတို့ကိုကြီးကိုမိမိတို့ဒုက္ခလို့မသိအောင်ဘယ်သူကဖုံးထားတာအဝိဇ္ဇာပါဗျာအဝိဇ္ဇာကဖုံးထားတယ်ဒုက္ခလို့မသိဘူးအဲ့တော့ငါပဲသူပဲပုဂ္ဂိုလ်တ attva ယောက်ျားမိန်းမပဲဆိုတော့မှအတိတ်တုန်းကကုသိုလ်ကောင်းမှုကံဒီပြုတဲ့ချိန်ကကျတော့ဒီသားဒီသမီးဒီမိဒီစီဒီမျိုးတွေနဲ့အတူတူကဖြစ်ချင်နေဆိုတာမလားဘူးလားလာတယ်အဲ့ဒါဘယ်သူကဖြစ်ချင်တာလဲဆိုတဏှာဘယ်သူကဖြစ်ချင်တာလဲတဏှာပါဗျာအဲ့တော့ဒီဆွေဒီမျိုးတွေနဲ့နောက်ဘဝမှာလူဘဝလူချမ်းသာနတ်ဘဝနတ်ချမ်းသာရကျင်နေဆိုတော့ဘယ်သူကရကျင်တာလဲအဲလူဘဝနတ်ဘဝကိုချမ်းသာလို့ထင်အောင်ဘယ်သူကဖုံးထားတာအဝိဇ္ဇာကလူဘဝနတ်ဘဝကိုချမ်းသာလို့ထင်အောင် तू ကဖုံးထားတယ်ဒုက္ခကိုဒုက္ခထင်အောင် तू ကဖုံးထားတယ်ဒုက္ခကိုဒုက္ခပြအောင် तू ကပြတော့ဒုက္ခဆိုလို့ရှိရင်ဒီတဏှာကခင်နေမင်းနဲ့ဆွဲလန်းနေဒီသားဒီသမီးဒီမိဒီဆွေဒီမျိုးတွေနဲ့ဒီအတိုင်းဝိုင်းနဲ့အတူတူကနေခြင်းနေဆိုတော့ဘယ်သူကနေခြင်းတာလဲတဏှာနေခြင်းနဲ့အဲ့လိုနေဖို့ဆိုတာကအလကားလုပ်လို့မရကုသိုလ်ပြုမှရမယ်ဆိုတော့ကုသိုလ်ပြုပေါ့ဟိုမှာရှင်ပြုပြီးတော့ဆူတောင်းတယ်ကထိန်ခင်းပြီးတော့ဆူတောင်းတယ်ယဟန်ခံပြီးတော့ဆူတောင်းတယ်တရားအထုတ်ပြီးတော့ဆူတောင်းတယ်ဆူတောင်းတာကဘယ်သူလဲဆိုတော့တဏှာဘယ်သူကဆူတောင်းတာတဏှာပါဗျာအတူတူဖြစ်ချင်တာလဲတဏှာပဲဖြစ်ချင်ပြီးတဲ့ချိန်ကကျတော့ဓမ္မကုသိုလ်ကောင်းမှုကံတွေပြုပြီးတော့မှဆူတောင်းတယ်ကုသိုလ်ကောင်းမှုပြုတာကသင်္ခါရဟုတ်ပြီလားမှန်ပါဗျာအေးအဲ့တော့ဒီကမသိအောင်အပြစ်ကိုဖုံးတာကဘယ်လိုလဲအဝိဇ္ဇာဆိုကြည့်အပြစ်ဖုံးကအဝိဇ္ဇာတဏှာညွတ်စေမှုအပြစ်ဖုံးကအဝိဇ္ဇာတဏှာညွတ်စေမှုအပြစ်ဖုံးကအဝိဇ္ဇာတဏှာညွတ်စေမှုဆိုအပြစ်ဖုံးကအဝိဇ္ဇာတဏှာညွတ်စေမှုအပြစ်ဖုံးကအဝိဇ္ဇာတဏှာညွတ်စေမှုအပြစ်ဖုံးကအဝိဇ္ဇာတဏှာညွတ်စေမှုအပြစ်ကိုဘယ်သူကဖုံးထားလဲဝိဇ္ဇာပါဗျာယောဂီတွေကလည်းအဖုံးကြိုက်တယ်နော်မကြိုက်ဘူးလားကြိုက်လို့သူတို့စကားတွေများနေတာပေါ့စကားများနေကဖုံးသွားလားပွင့်သွားလားဖုံးပါလေဗျာအခုဘုန်းကြီးပြောတယ်ညကိုလည်းစောစောစီးစီးအိပ်ပါဆိုတော့အိပ်လားမအိပ်ပါဘူးဗျာမအိပ်ပါဘူးစူးညံနေတာပဲဘုန်းကြီးကကမှယောဂီတွေကဟောဒီကြောင်းကလူတွေပို့စုတွေကျဲတာကိုသူကျဲတော့ကျဲပဲပြောကြတာပေါ့ဟုတ်ပြီလားအေးဒါဘယ်သူကဖုံးထားတာလဲအဝိဇ္ဇာပါဗျာသူများကိုထိခဲ့အောင်မလုပ်နဲ့ဆိုရင်အဲ့ချိန်လည်းမအိပ်ဘူးမနေ့ကလည်းအစောကြီးထဆူရပြန်လောက်ပြီးတော့ကျွတ်ကြီးတွေနှိုက်တခါစားပြန်ပြောထားတယ်ဘုန်းကြီးတို့အာယုံကဘယ်နှနာရီမှတက်တာလဲကိုယ်သီလကိုမချစ်ဘူးပေါ့နော်ယတနာတရား၅ပါးယတနာတရား၅ပါးနဲ့မကြဘူးလားကြားပါလေဗျာညာတိယတနာဆွေမျိုးပြစ်တယ်ဆွေမျိုးပြစ်တာမကြောက်ဘူးလားကြောက်လားကြောက်တယ်ဘောဂယတနာစီးပွားပြစ်တယ်မကြောက်ဘူးလားကြောက်ရောဂယတနာကျမ်းမာရေးပြစ်တယ်မကြောက်ဘူးလားကြောက်သီလယတနာသီလပြစ်တာကြောက်လားမကြောက်ပါဘူးစားပလိုက်တာပဲအစောကြီးထားတာပဲအဲ့ဒါသီလကိုသူများလာဖြစ်တာလားဟုတ်ပါဘူးဗျာဆွေမျိုးကတော့ရှိလို့ရှိရင်အဲ့ဒါပြက်မှာပဲမပြက်ဘူးလားပြက်မှာလားပြက်ပါလေဗျာတားလို့ရမှာမရပါဗျာသူများလာဖြစ်တယ်သူကသူပြက်တာလားသူကသူမွေးလာတဲ့သေခြင်းညသေမှာပဲပြက်တာပဲလို့တားလို့ရမှာဟုတ်ပြီဆူတောင်းလို့ရမှာမရပါဘူးဆွေမျိုးနည်းနည်းရှိနည်းနည်းပြက်မှာများများရှိများများပြက်မှာပဲပစ္စည်းလည်းဒီတိုင်းပဲနည်းနည်းရှိနည်းနည်းပြက်များများရှိများများပြက်မပြက်ဘူးလားပြက်မှာလားခန္ဓာကိုယ်ရှိရင်လည်းကျမ်းမာရေးမပြည့်ဘူးလားပြည့်ပါလားပြည့်ပါလေဗျာအဲ့ဒါကိုမပြည့်ပါနဲ့ဆူတောင်းလို့ရမှာမရပါဗျာ
တီလာကြတော့ကဲမပြက်ပါနဲ့လို့ဆူတောင်းလို့မလို့ကိုယ့်ဟာကိုမပြက်အောင်ဆောင်ထိန်ရတာအခုကိုယ့်ဘာသာကိုစားပလိုက်တယ်ဆိုတော့ဘယ်သူကလာဖြစ်တာလဲကိုတီလာကိုဖြစ်တာဟုတ်ပြီလားမှန်ပါဗျာကိုတီလာကိုဖြစ်တီလာပြတ်တာမဖြစ်သွားဘူးလားဖြစ်ပါလေဗျာအယူမှန်တမ္မာဒိဋ္ဌိကိုလည်းကိုယ့်ဟာကိုဖြစ်တယ်တဲ့မြတ်စွာဘုရားကဘာဖြစ်လဲယဟန်တော်များဥစ္စေသားတို့ဆွေမျိုးပြက်လို့ရမကြီးပြက်လို့စီးပွားရေးပြက်လို့သေအပေမကြဘူးတီလာပြက်မဲ့အယူမှန်ပြက်မဲ့ဆိုလို့ရှိရင်သေအပေကြရောအဲ့တော့အပေကြမဲ့အပြက်ကိုတော့ဘုန်းကြီးတို့တွေကမကြောက်ဘူးဖြက်ပြစ်တယ်နော်အေးအပေမကြမဲ့အပြက်ကိုကြတော့ခုနကဘယ်လို့မှတောင်းလို့မရတဲ့အပြက်ကိုကြတော့ကြောက်တယ်တဲ့ကာကွယ်လို့မရတဲ့ကြတော့သွားကြောက်တယ်ကာကွယ်လို့ရတဲ့ကြတော့မကြောက်ဘူးဖြစ်နေတယ်အမှန်တရားကြောက်စရာကောင်းတယ်ဒါကြောင့်မသိတာအဝိဇ္ဇာအခုမိမိတို့နားတယ်သိနေတယ်သိသလောက်ကိုကျင်းလို့ပြောတာဘုန်းကြီးတို့ရက်ကဘာမှများတာမဟုတ်ဘူးဒီနေ့ဆို3ရက်မြောက်ဖြစ်သွားပြီ9ရက်ဆိုဘာမှမရှိတော့ဘူးဟုတ်ပြီလားအဲ့ဒါမိမိတို့က9ရက်ကို9ကဘာလောက်ထင်နေတယ်နော်ဟုတ်တယ်အဲ့လောက်ထင်လို့ဒီလောက်ပျော်ပါတဲ့စကားတွေများနေတာပေါ့ဘုန်းကြီးတို့လာကြည့်တစ်ချက်မှမအားဘူးအဲ့ဒါဟိုမှာငါဟိုကြဘာဟောမလဲဘာပြောမလဲတခါဧည့်သည်လာလို့ဒီထိုင်ပြောရနဲ့ဟောရတာအခုဒီကပလင်မော်စင်းဟိုရောက်တယ်ဆိုတောင်းလေးထိုင်ပြီးတပလင်မော်တက်ဟောရဟောပြီးစင်းဒီပြန်လာဒီမှာသတိပေးကိုယ်တရားဘုန်းကြီးနဲ့ချွတ်မှအမြင်နဲ့ကြိုက်အဲ့တော့ကိုယ့်အလုပ်ကိုကြိုးစားလို့ကိုချစ်ချင်အဲ့ဒါကိုယ့်ကိုကြိုးစားဘယ်နဲ့ဒီလောက်တောင်ပြောနေရဘယ်ဟုတ်မှန်ဟုတ်ပြီလားဘုန်းကြီးနဲ့ယောဂီဒိန်းဆိုပြီးတော့ဒုကြီးတစ်ချောင်းနဲ့လိုက်လက်ဟိဟိနဲ့ဒီလိုနွားကျင်းတယ်လို့ကြောင်းတယ်ဘုန်းကြီးနဲ့မကြိုက်ဘူးအဲ့ဒါလေလူကြည့်လို့လည်းမကောင်းဘူးဟုတ်ပြီလားတချို့နေရာမှာဒီလိုပဲထိငယ်ဘုန်းကြီးတို့ကတော့တရားနဲ့ပဲထိန်းကျင်တယ်အဲ့တော့ယောဂီတွေလည်းသိဖို့ကောင်းတယ်မှာကလေးလည်းမဟုတ်ဟုတ်ပြီလားနောက်ဘာမဟုတ်သေးတယ်ဗျာတော့လည်းကြောင်းရတယ်ဆိုတော့ဘယ်သူမှကြောင်းရတယ်ဗျာကဲအဲ့တော့ကလေးလည်းမဟုတ်ဘူးအဲ့တော့လိုက်တော့နဲ့ကြောင်းခိုင်းအောင်ပါလားဟုတ်ပြီလားအဲ့ဒါကြောင့်အဲ့ဒါတိကြိုးစားဖို့ကောင်းနေဒီမှာရက်ကလေးကဘာမှများတာမဟုတ်ဘူးတကယ်လိုချင်လို့တကယ်လုပ်တဲ့ပုံကိုယ်တွေမှာအနှောက်အယှက်ဖြစ်တယ်ဟုတ်ပြီလားမှန်ပါဗျာကိုကမလုပ်ချင်လို့အပျော်ပါလာရင်တော့ကိစ္စမရှိဘူးအပျော်ပါလာရင်ရေသွားကစားပေါ့ဘယ်တော့ဒီလာမှာလဲဟုတ်ပြီလားအဲ့တော့ဒီမှာတကယ်ကြိုးစားတဲ့ပုံကိုကြားတယ်မှာမကြိုးစားတဲ့ပုံကိုတယောက်ပိုင်းမနေ့ကတည်းကပြောခဲ့တယ်ဒီနေ့ရတဲ့မကောင်းတဲ့လူ1000တယောက်ကိုဘုန်းကြီးတို့မထိန်ညီဘူးတဲ့ကောင်းတဲ့လူ1000ဘာမှမခက်ဘူးဟုတ်ပြီလားအဲ့ဒါကြိုးစားအဲ့တော့ဒီအပြည့်ဘုံကအဝိဇ္ဇာတဏှာညွတ်စေမှုဆိုကံသင်္ခါရဇနကသူကဖြစ်စေမှုကံသင်္ခါရဇနကသူကဖြစ်စေမှုကံသင်္ခါရဇနကသူကဖြစ်စေမှုဆိုကံသင်္ခါရဇနကသူကဖြစ်စေမှုကံသင်္ခါရဇနကသူကဖြစ်စေမှုကံသင်္ခါရဇနကသူကဖြစ်စေမှုဒီကအပြစ်ကိုအဝိဇ္ဇာကဖုံးထားတယ်တဏှာကဖြစ်ခြင်းနဲ့ရခြင်းနဲ့ရောက်ခြင်းနဲ့လိုခြင်းနဲ့ဆိုတော့သူကတဏှာပဲရအောင်လုပ်တော့ကံတဲ့ဖြစ်အောင်လုပ်တော့ဘယ်သူကလုပ်တာလဲမှန်ပါဗျာဘယ်သူကဖြစ်ခြင်းတာလဲအဲ့တော့ဖြစ်ခြင်းလို့ဖြစ်တဲ့အပြစ်တွေမသိအောင်ဘယ်သူကဖုံးတာလဲအဲ့ဒါယောဂီတွေကမဟောင်းဆွေအောင်ကြီး3ယောက်မှတ်ထားနော်မဟောင်းဆွေရင်ပဲ2ယောက်လဲအဲ့လို3ယောက်ပေါင်းပြီးတော့တိတ်တုံကကုသိုလ်ကောင်းမှုတွေပြည့်တဲ့ကအခုလူရယ်လို့လာဖြီးမဖြစ်ဘူးလားဖြစ်ပါလေဗျာလူဘွားကြတော့သားတဲ့သမီးတွေဆွေတွေမျိုးတွေညီကောင်မတော်မမိတ်ဆွေသင်္ကားတွေနဲ့မပျော်ဘူးလားပျော်ပေါ့ဒါပိစုပါမှာဒီကဘောဝအကျိုးပျော်တာကဓမ္မတဏှာဒီဘက်မှာနေတာလားဒီဘက်ကိုကူးနေတာလားပျော်နေတယ်လက်ရှိဘဝကိုဒုက္ခမှမသိအောင်ဒီအဝိဇ္ဇာကလိုက်ဖုံးထားသေးတယ်မှာဟုတ်ပြီလားမှန်ပါဗျာလက်ရှိကိုယ်ခန္ဓာကြီးကိုဒုက္ခလို့များထင်ရလားမထင်ပါဘူးဗျာမထင်ဘူးဒုက္ခနဲ့ထောက်ပြလို့သာသူတို့ဖတ်တတ်တာပဲရှိတယ်ဟုတ်ပြီလားကိုဒုက္ခလို့ညံနဲ့သိလားမသိပါဗျာမသိဘူးသိပဲဒီလိုနေမှာလေဒုက္ခလို့သူဘယ်လိုမှဒီလိုမနေဘူးအဲ့တော့ဒုက္ခလို့မသိအောင်အဝိဇ္ဇာကလိုက်ဖို့အဝိဇ္ဇာနေမီးကဒီဝေဒနာထိအောင်လာတာကိုဒုက္ခလို့မသိတဲ့အချိန်ကကျတော့ဒုက္ခလို့ထင်အောင်ပဲသူကဖုံးထားတယ်ဖုံးထားတော့ကိုဒုက္ခလို့ထင်ဒီအတိုင်းဝိုင်းနဲ့နေရတာမပျော်ဘူးလားပျော်တယ်ဆိုတာဘယ်သူကပျော်တာတဏှာနည်းနည်းပျော်တာလားဆွဲသွဲလန်းလန်းပျော်တာလားအေးညာမအိပ်အောင်တော့မအိပ်နိုင်အောင်တော့စကားပြောတော့ပျော်တယ်နော်မလဲအစောကြီးထားပြီးတော့စားပြီးတော့ပျော်ကြတယ်ပေါ့လေပျော်လိုက်ကြတာဟဲ့လားခန္ဓာကိုယ်ကြီးကျင်းတဲ့ဘုန်းကြီးတို့ကိုလာလေမနေနိုင်လို့သာစားနေတထားတော့မတထားဘူးကျွေးလဲကျွေးကျင်တယ်လို့ကျွေးကြဒီခန္ဓာကိုယ်ရဲ့ဘာဖြစ်လာအိုးလာတာပဲဟုတ်ဘူးလားကဲမှန်ပါဗျာမနာလာဘူးလားကဲနာပါလေဗျာအေးဒီလိုအလုံးလုံးနိုင်အောင်သာစားနေရတခါစဉ်းစားကြည့်တထားတော့မတထားဘူးဘလောက်ပဲကျွေးလည်းမနှက်ဘူးအဲ့ဒါမိမိတို့ကအစားနဲ့ပြောလိုက်စကားနဲ့ပြောလိုက်အိတ်နဲ့ပြောလိုက်ကြည်တတ်မအောင်ကိုဘဝကြီးကိုဖြုံးပြစ်တာတ
ဒါဘဝဖြုံးနေခေါ်တယ်အချိန်ကအင်မတန်နှမျောကြကောင်းတယ်အဲ့တော့ဆွဲလန်းတဲ့အချိန်ကကြတော့မှပြုတ်လုတ်တယ်ပြောဆိုတယ်ကဲပြောဆိုတယ်ဆိုတဲ့ဘာတွေဖြစ်နေကံနေဖြစ်နေပြီဟုတ်ပြီလား မှန်ပါဗျာ ကဲကံဖြစ်ရင်တော့ကဇာတိမရဘူးလား ရပါတယ်ဗျာ အိုခြင်းလားသိခြင်းလားမအိုခြင်းမဟုတ်မသိခြင်းမဟုတ်အတန်ကောင်းကလွတ်လိုက်သေးတယ်ပြီးတော့စကားတွေများတယ်စကားများတာဗာလဲကံပဲကဲညားတဲ့ကံတွေကကုသိုလ်ကံလားအကုသိုလ်ကံလား အကုသိုလ်ကံပါဗျာ အကုသိုလ်ကံဆိုတဲ့ကအပေဇာတိဖြစ်မှာဟုတ်ပြီလား မှန်ပါဗျာ လောက်ကြောက်เสียကောင်းတယ်အဲ့တော့ကိုဒီနေ့ဒီကံတွေဟာအမှန်တန်ကြောက်เสียကောင်းတယ်အကုသိုလ်ကံတွေလည်းကြောက်เสียကောင်းကုသိုလ်ကံကလည်းအိုနာသေးပဲအကုသိုလ်ကံကအပေမှာအိုနာသေးမယ်ကုသိုလ်ကံကလူပြည်နတ်ပြည်ပြမပြည်မှာအိုနာသေးမယ်ဘယ်အိုနာသေးကြိုက်လဲမေးတော့မကြိုက်ပါဖေရပေါ့ဘယ်မှာပေါ့ပြောလိုက်မှအတန်ကောင်းလွှတ်ရပဲဟုတ်ပြီလားဘယ်အိုနာသေးကြိုက်ကပြောလေကပြောမှဘယ်အိုနေသေးမှမကြိုက်ပါဘူးပြီးတော့သူတို့အိုနာသေးအောင်လုပ်နေကြတယ်အိုနာသေးတော့လူအိုနာသေးကြိုက်လားဟိုအပေအိုနာသေးပဲကြိုက်ပါတယ်ခေါင်းနဲ့ပဲဆင်းအောင်ပဲပြောမှာပဲသူကလို့အဲ့လိုဖြစ်နေတာအဲ့ဒါကြောင့်ဒီတဏှာအမှန်တရားကြောက်เสียကောဒီတန်ត្រာတွေကမထွက်အောင်သူဆောင်ထားတယ်ဟုတ်ပြီလား မှန်ပါဗျာ အေးဆိုကြည့်သရဝါများဘေတရားဆွဲထားအပ်ပါလေသနီဘေသရဝါများဘေတရားဆွဲထားအပ်ပါလေသနီသို့ဒီတရားဝါတွေကိုဘယ်တရားကဒီတန်ត្រာတွေကထွက်မသွားအောင်ဆွဲထားတယ်လေတဲ့ခုနကတော့ကဆောင်းထားတာဟုတ်ပြီလား မှန်ပါဗျာ အခုဘာလုပ်ထားတာ ဆွဲထားပါဗျာ ကဲယောဂီတွေကအဆွဲခံကျင်တယ်လားလွတ်ချင်တာလားအေးမေးရင်အဲ့လိုပဲပြောတာထင်သားပဲငါတို့တွေကဘာလုပ်ချင်လဲမေးရင်တော့အဲ့ဒါသူတို့ဘာမှမပြောပြစာကြီးပိတ်တာလုပ်နေနှစ်ခုဆိုရင်တော့ကောင်းတာတစ်ခုရွေးဖြေလိုက်တာပဲတီးလို့ဖြေတယ်လားကောင်းမှထင်လို့ရွေးဖြေလိုက်တာ ဟောလို့ပါဗျာ ကောင်းမှထင်လို့ရွေးဖြေလိုက်ပြီးတော့ဟုတ်လည်းမဟုတ်ဘူးဟုတ်အောင်လို့လူဘဝကဘာမှကြာတာမဟုတ်ဘူးအခုညတော့ဘုန်းကြီးပြောခဲ့တယ်ဟိုမှာနိဗ္ဗာန်ကိုပြည့်လင်ကိုချစ်ခဲ့အမျိုးသမီးလေးတည်သွားတာဘာမှမကြည်သေးဘူးဟုတ်ပြီလား မှန်ပါဗျာ တည်သွားတယ်ဒီလိုပဲကိုအောင်ငယ်တဲ့ပုဂ္ဂိုလ်လေးတည်နေတာမရှိဘူးလား ရှိပါတယ်ဗျာ ကိုလည်းမသေးဘူးလို့ပြောနိုင်လား မနိုင်ပါဗျာ အနိုင်ဘူးအဲ့ဒါကြောင့်မလို့ရတဲ့အချိန်လေးမှာရတဲ့ကုသိုလ်ကိုကြိုးစားပြီးတော့စင်စင်ကြဲကြဲဖြစ်အောင်လုပ်စေခြင်းတယ်ဘုန်းကြီးတို့ကတစ်ချိန်ဝင်လို့ရှိရင်တစ်ချိန်ထူးခြားချက်ဖြစ်စေခြင်းတရားဘုန်းကြီးတို့လည်းတည်တည်ချာချာကိုပြောပေးတယ်ဒါပေမဲ့ယောဂီတွေကတော့ဘုန်းကြီးတည်ကြသလောက်သူတို့ကတော့မတည်ကြဘူးဟဲလုပ်တယ်အဲ့ဒါဘုန်းကြီးတို့မကြိုက်ဘူးအဲ့ဒါဟဲမလုပ်ပါနဲ့အဲ့ချိန်မှာအိပ်ပါမနေ့ကြလို့ဒီထားကြည့်မထားနဲ့စူးစူးညံညံမလုပ်နဲ့အဲ့ဒါမကောင်းဘူးပြီးတော့ဘယ်တရားကဆွဲထားတယ်ဆိုတဲ့အချိန်ကကျတော့ဆိုကြည့်သရဝါများတဏှာတရားဆွဲထားအပ်ပါလေတည်းတဏှာတရားသရဝါများဆွဲထားအပ်ပါလေတည်းသရဝါများတဏှာတရားဆွဲထားအပ်ပါလေတည်းကဲဒီတဏှာကသရဝါတွေကိုဒီတန်ត្រာတွေကထွက်မသွားအောင်ဆွဲထားပြန်နေဟုတ်ပြီလား မှန်ပါဗျာ အဲ့တော့နိဗ္ဗာန်ရောက်ဖို့ကလွယ်လား မလွယ်ပါဘူးဗျာ ဘာဖြစ်လို့မလွယ်တာ တဏှာဆွဲထားလို့ပါ တဏှာကဆွဲတာဘု တဏှာကဆွဲတာကိုယ်တဏှာကကိုယ်ဆွဲထားတာဘု တဏှာကဆွဲတာ ကိုယ်တဏှာဆွဲပါဗျာ ကိုပြောခြင်းနေဆိုတာဘု တဏှာလေ ကိုယ်တဏှာပါဗျာ ကိုကစကားပြောခြင်းနေဆိုတာလေ ကိုယ်တဏှာပါပဲဗျာ ကိုရည်ကြည်မောခြင်းနေဆိုတာအောင် တဏှာပါပဲဗျာ ကဲတန်ကိုဘသူကဖြစ်လေ မှန်ပြည့်ပါဗျာ တန်ကြီးကဖြစ်တယ်တန်ကြီးဘယ်ရထွက်လာတာဒါမှဒီတဏှာဘယ်ရထွက်လာတာကိုယ်ရထွက်လာတဲ့တဏှာကိုကိုဖြစ်တာပဲဟုတ်ပြီလား မှန်ပါဗျာ အဲ့ဒီတဏှာတန်ကြီးမတည့်အောင်လုပ်လို့မရဘူးလားရလား ရပါဘူး ရှုနေရင်ရုပ်လို့ရှုနေမယ်နာမ်လို့ရှုနေမယ်ဆိုရင်ဒီတဏှာလာအောင်မလား မလာတော့ပါဗျာ ရှုလို့စီရင်ဝိဇ္ဇာဉာဏ်ဆိုတော့ဒီအဝိဇ္ဇာချုပ်သွားပြီမချုပ်ဘူးလား ချုပ်ပါလေဗျာ တစ်ချက်ရှုရင်တစ်ချက်အဝိဇ္ဇာမချုပ်ဘူးလား ချုပ်ပါလေဗျာ အဝိဇ္ဇာချုပ်လို့ဒီနောက်ကတဏှာချုပ်ဒီကတစ်ချက်ရှုရင်ဒုက္ခသစ္စာတစ်ချက်ဒီအဝိဇ္ဇာတစ်ချက်ချုပ်တဏှာချုပ်တဏှာချုပ်နောက်ကဥပါဒံကံဇာတိဇရာမရဏချုပ်မရှုရင်နေလို့ရှိရင်အဝိဇ္ဇာဖြစ်တဏှာဖြစ်ကဲမနစ်နာဘူးလားနစ်နာလား နစ်နာပါလေဗျာ နည်းနည်းနေတာမရှုရင်အဝိဇ္ဇာဖြစ်တဏှာဖြစ်ဟုတ်ပြီလားအဝိဇ္ဇာဖြစ်တဏှာဖြစ်တော့တဲ့ဒုက္ခသစ္စာကိုအဝိဇ္ဇာဖြစ်တယ်ဆိုတော့သိသေးလား မရှိပါဗျာ မသိတော့ကနောက်ကတဏှာမလာဘူးလား လာပါလေဗျာ တဏှာလာတယ်ဆိုတော့ဥပါဒံကံဇာတိဇရာမရဏ
အိုသေးထိအောင်သွားရောဟုတ်ဘူးလားအဲ့တော့ဒီနေ့မိမိတို့စကားပြောနေတယ်ဆိုတာဘာဆေးဖော်တော့တာအိုသေးဆေးဖော်တော့တာဘာဆေးဖော်တော့တာကြိုက်တယ်နော်အမလို့မကြိုက်လို့တော့မကြိုက်တာကြိုက်နားတောင်ကိုရကြည့်တယ်ဘာဆေးဖော်တော့တာနောက်ဒီဓမ္မဝင်မှာအတန်ကြားအောင်မလားမလို့အရှင်မြတ်ပြောချင်တယ်လို့ပြောကြားမှာပဲအရှင်မြတ်တော့ပလိမောမစင်သေးဘူးပြောလိုက်တာတခါတည်းအကြီးကျယ်ပဲအောင့်ထားသမှာလည်းကြည့်တတ်ပါဦးဘာတွေကဘယ်လိုမျိုးစကားတွေရလဲမသိကြည့်ပါဦးအဲ့ဒါအိုသေးစစ်ပေါ်တော့တာဟုတ်ပြီလားမှန်ပါဗျာကိုချစ်နေတာလားနှင့်နေတာလားနှင့်မယ်ဆိုမှလာလို့ကိုအိမ်မှာနှင့်လေတယ်ဘာလို့မှမပြောကောင်းလားကဲဒီမှာလာနှင့်မလားအိမ်မှာနှင့်မလားအိမ်မှာပဲနှင့်ပြပြန်တော့အိမ်မှာနှင့်ပြန်ညှစ်လို့စီဟုတ်ပြီဒီမှာတော့မနှင့်နဲ့အဲ့ဓမ္မကိုဆယ်ရမှာဟုတ်ပြီလားမှန်ပါဗျာအေးအဲ့ဒါကြိုးစားတဲ့ကိုတရားအတွက်နဲ့သမားတွေအလုတ်ပြတ်သွားတယ်ဆိုတာမကောင်းဘူးဒါကြောင့်တကယ်ကြိုးစားခြင်းတဲ့ပုဂ္ဂိုလ်တကယ်လိုချင်တဲ့ပုဂ္ဂိုလ်တွေမှာအထောက်အရှဖြစ်တယ်အဲ့ဒါအဲ့တော့ဒီတဏှာတရားအမှန်တရားကြောက်စရာကောင်းတယ်ဘသူစီရမထွက်တဲ့တဏှာမို့ကိုယ်စီရလာတဲ့တဏှာနောက်တစ်ခါဆိုကြည့်သရဝါများအဘေတရားနောက်သာတတ္တဝါလိုက်ခါကောက်ကောက်နေရနီအဘေတရားနောက်သာတတ္တဝါလိုက်ခါကောက်ကောက်နေရနီအဘေတရားနောက်သာတတ္တဝါလိုက်ခါကောက်ကောက်နေရနီအတော့အမေးကောင်းတဲ့နတ်သားနော်မှန်ပါဗျာမြတ်စွာဘုရားတဲ့ဒီလောကမှာရှိနေကြတဲ့လူနတ်ပြည်မှာတတ္တဝအနန္တမှန်သမျှတည်းဘယ်တရားနောက်ကိုကောက်ကောက်လိုက်နေရသလဲယောဂီတွေဘယ်တရားနောက်ကောက်ကောက်လိုက်ရှင်လဲအိုနာတိပို့မဲ့တရားနောက်ကောက်ကောက်မလိုက်ရှင်ဘူးလားပြောတာပဲအဲ့လိုပဲပြောတာပဲဘယ်တရားနောက်ကောက်ကောက်လိုက်ရှင်အိုနာတိပို့တဲ့တရားနောက်ကောက်ကောက်လိုက်ရှင်တယ်အဲ့လိုဖြစ်မှာအဲ့တော့ဟိုကဘာဖြေလဲဆိုတဲ့အချိန်မြတ်စွာဘုရားဘယ်လိုဖြေလဲဆိုတော့သူကြီးတဏှာတရားနောက်သာတတ္တဝါလိုက်ခါကောက်ကောက်နေရသည်တဏှာတရားနောက်သာတတ္တဝါလိုက်ခါကောက်ကောက်နေရသည်တဏှာတရားနောက်သာတတ္တဝါလိုက်ခါကောက်ကောက်နေရသည်ဆိုရသမှာအဲ့တော့တဏှာတရားဆိုတာကောင်းတဲ့တရားလားမကောင်းပါဘူးဗျာအခုပြောခြင်းနဲ့ဆိုတာဘာလဲတဏှာပါဗျာစားခြင်းနဲ့ဆိုတာရောတဏှာပါဗျာစကားပြောခြင်းနဲ့ဆိုတာရောတဏှာပါဗျာဒီကဘောကနေခြင်းနဲ့ဆိုတာလဲတဏှာပါဗျာဒီလိုပဲအချောင်းခိုးခြင်းနဲ့ဆိုတာလဲတဏှာဒီနောက်ပဲလိုက်မယ်ပေါ့လေဒီလိုက်ခြင်းနဲ့ဆိုတာလဲကိုမလိုက်ခြင်းမှုဆိုလည်းကမရဘူးလားသူ့ကိုဆန့်ကျင်လို့မရဘူးလားရပါဘူးနင်းတော့ငါမလိုက်ဘူးနင်းတော့လိုက်ခဲ့တာများပြီနင်းတော့လိုက်ခဲ့တဲ့အတွက်ကြောင့်ငါမှအိုသေးတွေလည်းဖြစ်ခဲ့ပြီဒုက္ခတွေလည်းအသိချင်းအနန္တမရောက်ဘူးလားရောက်ပါရဲ့ဗျာတဏှာယဒုက္ခံဇနီတိဒုက္ခကိုဘယ်သူကဖြစ်စေတာလဲတဏှာကဖြစ်စေတာဟုတ်ပြီလားမှန်ပါဗျာကဲမိမိတို့ဒုက္ခကြောက်လားဒုက္ခကြိုက်လားမိတော့ဘယ်လိုပြောမလဲပြောတော့ဒုက္ခကြောက်ပြောတာပဲကဲဒီတဏှာဖြစ်တယ်ဆိုတော့ဘာဖြစ်နေဒုက္ခကို तू ကယူပေးတာဒုက္ခနဲ့ဒီကလက်ရှိဒုက္ခနဲ့နောက်ဒုက္ခနဲ့ဆက်ပေးတာဘယ်သူကဆက်ပေးတာတဏှာဒီဒုက္ခမရသေးနောက်ဒုက္ခရအောင်ရှာပေးတာဘယ်သူလဲတဏှာဒီတရားကောင်းတဲ့တရားလားမကောင်းပါဘူးသူ့နောက်လိုက်တင်လားမလိုက်တင်ဘူးလားသူ့ဘယ်နောက်လိုက်နေပြောသမှာသူ့နောက်ပဲလိုက်နေတာပဲအဲ့ဒါကိုကသိပြီးတော့မလိုက်ဘူးပေါ့ပုရုဇဉ်ဒီလိုပဲအချောင်းခိုးချင်တာပြောချင်တာပဲဒါကိုကသိပြီးတော့ဟာမဖြစ်ဘူးဒါတဏှာပဲမဟုတ်ဘူးငါမလိုက်ဘူးကဲမရဘူးလားရပါတယ်သူကဆွဲခေါ်ကိုလည်းလိုက်ရှင်တဲ့အသားလေးညှော့လိုက်သွားတော့ဟုတ်ပြီလားအဲ့ဒါကိုကြည့်တဏှာတရားနတတ္တဝါလိုက်ခါကောက်ကောက်နေရသည်သူ့နောက်ကိုလိုက်နေရတယ်တဲ့ဟုတ်ပြီလားဆိုကြည့်အိမ်ကထွက်ရန်စဉ်းစားကြံနေကံဗတရားဆွဲထားနီအိမ်ကထွက်ရန်စဉ်းစားကြံနေကံဗတရားဆွဲထားနီအိမ်ကထွက်ရန်စဉ်းစားကြံနေကံဗတရားဆွဲထားနီ
ဆိုအိမ်ကထွက်ဖို့ကယောဂီတွေအခုဒီတရားစခန်းလာဖို့ကအိမ်ကထွက်တော့စဉ်းစားကြတော့ချက်ချင်းကောက်ထွက်လာတာလားတစ်လ9သိန်းလောက်စဉ်းစားလာခဲ့ရတာ စဉ်းစားပါ တစ်လ9သိန်းလောက်မကောက်စဉ်းစားလိုက်ရတာတို့တကယ်လို့ကိုပြက်သွားလို့ရှိရင်လည်းပြက်သွားတဲ့အကြောင်းမကြားဘူးတခါတည်းအဲ့လိုပဲနေလိုက်တာနောက်ဝင်နေတဲ့လူကဝင်လို့မရဘူးတချို့ဒီမှာကြည့်ပါလားလမ်းဘေးတွေမှာဘယ်တွေမှာနေရတယ်ဘယ်လောက်တနာစရာကောင်းလဲကိုကတော့စတိုင်နဲ့ကိုနေရာလေးလာမယ်ဆိုမရှိဘူးနေရာနှခမ်းတွေပါလေတော့စူလိုက်ဦးပဲသူကတကယ်ဆိုဖြတ်ဖြတ်တက်နေပါလားအထုတာအိပ်ဖို့လာတာမှမဟုတ်ပဲတနေရာသားရပြီးတော့မဟုတ်မရှိဘူးမလာနဲ့နှခမ်းတွေပါလေစူပြီးတော့ခဲတွေပါလေပေါက်ချင်ပေါက်အောင်မယ်သူတို့ဒီနေရာမှာမေတ္တာစေတနာထားမှာအော်သူလည်းတရားလာချတာငါလည်းတရားလာချတာနေရာလေးပေးမယ်ဆိုဘယ်ပေးမလဲတခါတည်းကိုနေရာသားကိုအကျေးယူထားလိုက်တာပဲသူအဲ့လိုဖြစ်နေတာအဲ့တော့မရတဲ့ပုံကိုယ်တွေမှာအမှန်တန်နင်းနာတယ်အဲ့ဒါကြောင့်မလို့အိမ်ကထွက်ဖို့စဉ်းစားကြံလို့ရှိရင်နှေးကံပဲတရားဆွဲထားလေဆိုတော့ဘုရားကဆိုကြည့်အိမ်ကထွက်ရန်စဉ်းစားကြံနှေးကံတဏှာဆွဲထားသည်အိမ်ကထွက်ရန်စဉ်းစားကြံနှေးကံတဏှာဆွဲထားသည်အိမ်ကထွက်ရန်စဉ်းစားကြံနေကံတဏှာဆွဲထားသည်ဆိုကဲဒီတဏှာကယောဂီတွေကောင်းကျိုးလောက်ထားလားဆိုးကျိုးလောက်ထားလားဒါနဲ့ပေါင်းမယ်နော်သူ့လိုလိုက်မယ်နော်သူ့ကြိုက်ဆောင်မယ်နော်ဘာလို့မှလည်းပြောသားမှာစကားပြောတိုက်မှာအိတ်တိုက်မှာဆူညာလောက်မှာမနေ့စောကြီးထစားမှာဒါတဏှာတိုက်တာပေါ့လုံးဘာမှမဟုတ်တော့ဘူးစဉ်းစားကြည့်လို့ရှိအခုယဟန်တန်ဃာတွေအာယုပြုကြတာဘုန်းကြီးတို့ကဒီမှာပါဇက်ကလည်းတစ်ဖက်ဘဝနဲ့ပြောနေရတယ်ကဲယောဂီတွေစားသလိုပဲဘုန်းကြီးလည်းစားရတာပဲဒီခါလေးစားမကောင်းတာကမပါဘူးလားပါပါလေဗျာစားမကောင်းကမစားဘူးလားစားမလားစားပါလေဗျာအဲ့ဒါဘုန်းကြီးဘယ်နဲ့လုပ်ဒီလိုပဲရေတောက်ဘိုက်မှောက်ဒီလိုပဲအေးရတာပဲဩယဟန်တန်ဃာတွေကြီးသားမောင်တို့တို့ဒီမှာအားလုံးမှာ9ရက်ကလေးဘာမှလည်းများတာမဟုတ်ဘူးတို့ဘာမှလည်းပြောတို့ကငုတ်တုတ်ထိုင်နေမှာဘုန်းကြီးကပြင်ပြောပြောလိုက်ရတာဖုတ်လိုက်နေပတာကမပြောရဘူးလားပြောပါအဲ့ဒါတောင်နေနိုင်တယ်တို့ကဘာလို့မနေနိုင်ရမှာလဲကိုနေပါလားကြည့်ပါဦးအခုမနေနိုင်ဘူးလေထပြီးခိုးစားတယ်လို့ကွာခိုးစားတော့သူပြောင်းစားတာပါပဲကျွတ်ကျွတ်နှိုက်ပြီးတော့စားသူတို့စီသွားဆွမ်းကလို့ကြိုက်ထီးရုပ်ဖြတ်မှာဆွမ်းကတဲ့တောင်ရအောင်မယ်ကြိုက်ထီးရုပ်ဖျားသွားဖူးတဲ့ပုံကိုယ်တွေမှာတို့မှာစားကြတယ်မပါသွားဘူးလားပါပါလေဗျာအခုလေယောဂီတွေမှာဘာတွေပါလာလဲစုံစားကြတယ်သွားဆွမ်းကမဲ့ဆိုတပိတ်တလို့ခဏလေးရမယ်သူတို့အစုံပါလားစားဖို့တဲ့ကြည့်ပါဦးသူတို့ဘိုက်တော့သူတို့တထားတယ်နော်ယဟန်တာကလေးကြည့်ပါအောင်ကဒီလောက်ဩနောက်ပိဋ္ဌာဘဝကိုကြည့်လိုက်ပိဋ္ဌာတွေမှာမစားမနေ့ကဘုန်းကြီးတို့မှာရွှေမှုမှာဟောခဲ့တဲ့တရားပိဋ္ဌာကြီးတရား55နှစ်မစားအောင်ဘယ်နှစ်မစား55နှစ်တည်းနဲ့မစားရဘူးဝယ်လည်းမဝယ်ရဘူးတောက်လည်းမတောက်ရဘူးကဲနေရတာဘာသီလရဘာသီလမရပါဘူးကဲမိမိတို့မနေ့ကလည်းစားတယ်အခုနေ့ကင်းလည်းစားပထွေးမြေစားတယ်ညနေလေးမစားရတာဒါလေးပဲရှိတယ်ဒါမနေနိုင်ဘူးထစားမယ်ရှိပါဦးပိဋ္ဌာဘယ်နှစ်မစားရတာ55နှစ်ကဘာသီလရဘာသီလမှမဘာဘာဝနာဖြစ်လေအဲ့တော့တို့မှတနေ့လုံးမစားရတယ်လည်းမဟုတ်မနေ့လည်းစားတယ်နေ့ကင်းလည်းစားတယ်ဒါတို့ဘာလို့မနေနိုင်ရမှာလဲဆိုကိုဆုံးမပြီးတော့ဒါလေးအောက်တာဘာမှလည်းမိုးလေးမကြတော့ဘူးလင်းရင်လည်းစားရတော့ဟုတ်ပြီလားအဲ့ဒါကိုအငမ်းမယမ်းဖြစ်တယ်ကြည့်ပါဦးသူတို့အစာယောဂီလားဆိုတော့မခံနိုင်ဘူးအစာယောဂီမဟုတ်ဘူးတဲ့တို့ဘာလဲစကားယောဂီလဲဆိုစကားယောဂီလည်းမဟုတ်ဘူးပြည့်လည်းပြောလိုက်တဲ့စကားဆူလို့ကြည့်ပါဦးဘုန်းကြီးနေရာလာကြည့်ဘုန်းကြီးလာနေနေတာပဲမဟုတ်အချိန်မျိုးလာချောင်းကြည့်ဘုန်းကြီးကအဲ့ဒါဧည့်သည်လိုင်းသာပြောဧည့်သည်မလားကိုယ့်လိုကိုလုံနေတာပဲအဲ့ဒါဘုန်းကြီးတို့ဒီနေ့မဟုတ်ဘူးဒီစကားပြီးလို့စီတရားမနေ့ပြီးဘုန်းကြီးတို့ညနေဟိုမှာစကားတစ်ခုစတာဒီလိုပဲဆက်နေတာပဲတို့သွားနေတာ
အဲ့ဒါကြောင့်အလုတ်ကိုမှန်မှန်လုပ်တာကိုချိုးကိုစီးပွားလောက်ရတာသိကြတာမဟုတ်ဘူးအဲ့တော့အိမ်ကထွက်ရကောင်းတဲ့အလုပ်လုပ်ဖို့ရဆွဲထားတာဘယ်သူဆွဲထားတာ တင်ပါပါဗျာ နေကံဆွဲထားတယ်ဆိုတာကောင်းတဲ့အလုပ်လုပ်ဖို့ရဆွဲထားတာနော် မှန်ပါဗျာ ပွဲသားဖို့ကြတော့ဆွဲသွားမလားဆွဲထားမလားဆွဲခေါ်မလားအမလီဟောဓမ္မသာပွဲကမယ်ဆိုလို့ရှိရင်အစိုးရနေရာလာခင်းမှာကဲမခင်းဘူးလားခင်းမလားအခုကြတော့အမလီ၃ချိန်မပြည့်သေးပါဘူးမခေါ်တယ်ယောဂီနော်ဝင်ဆိုဘာမှမလှုပ်သေးဘူးနောက်တော့ကယောဂီနော်ဝင်ဆိုမလှုပ်သေးဘူးနောက်တော့ကယောဂီ၃ချိန်ပြည့်ကမှအပေါ်ပါသွားသလိုလိုဘာလှုပ်တယ်လို့ညာလှုပ်တယ်လို့ရှောက်လို့ဘယ်တော့ဟုတ်မလဲအဲ့ဒါအချိန်ခိုးနေတာအချိန်တခိုးလို့ခေါ်တယ်အဲနောက်၃ချိန်ပြည့်ရင်ဟောဓမ္မစုံရမယ်မရဘူးဒီအောက်ကယောဂီများဆိုတာတောင်ဆိုးသေးတယ်မနေ့ကတော့အမလီဘုန်းကြီးပလင်မရောက်ထမှာအရှူရှူတက်သီလာဘေးကမှတက်လာတယ်ဘုသူပြည့်စိတ်တွေကပွဲစိတ်တွေထွက်လာတာကြာတယ်လို့ပုံကဒီကဆိုပိုးတော်စောတဲ့ဘုံကသူတို့မရောက်သေးနီးနီးလေးပဲဆိုမရောက်ဘူးလို့ပုံကအဲဒါကြောင့်မလို့ဒီတဏှာအမနာကြောက်စရာကောင်းနေအချိန်ခိုးတယ်ဆိုတာကောင်းတဲ့နေရာမှာအချိန်ခိုးတာတဏှာပဲဟုတ်ပြီလား မှန်ပါဗျာ ယောဂီတွေအချိန်တခိုးနဲ့ရွှေငွေတခိုးဘယ်သူကြောက်မိုးကြိုးတွေပြစ်လိမ့်မယ်သူတို့ပစ္စည်းလေးတွေကြပြောက်မှစိုးလိုက်တာကဲအချိန်ကြတော့မခိုးဘူးလားခိုးလားဒီအချိန်ခိုးတာမှမဲ့လည်းမရဘူးဖိုလည်းမရဘူးနိဗ္ဗာန်လည်းမရဘူးကဲဟုတ်ပြီလား မှန်ပါဗျာ ဒီမှာတမတ်မှတ်ရင်ကဲတမက်မရနိုင်ဘူးလားကဲအဲ့ဒီဒီမှာ9မိနစ်လောက်နောက်ကျသွားတယ်ဆိုရကဲမဲ့9မိနစ်ဆိုနဲလားကဲ ရဲပါ ကဲကုသိုလ်တွေမခိုးဘူးလားခိုးလား ကိုပါလေဗျာ ယောဂီတွေကုသိုလ်တခိုးတွေကုသိုလ်ဓမြတွေကုသိုလ်တခိုးတွေကမှတွေ့နေကြပါဦးတဏှာအဖော်နဲ့သွားမပေါင်းနဲ့အမြန်ကြောက်เสียကောင်းတယ်ဆိုကြည့်အိမ်ကိုပြန်ရန်စဉ်းစားကြံလင်းမြန်ဘယ်တရားဆွဲခေါ်နီအိမ်ကိုပြန်ရန်စဉ်းစားကြံလင်းမြန်ဘယ်တရားဆွဲခေါ်နီအိမ်ကိုပြန်ရန်စဉ်းစားကြံလင်းမြန်ဘယ်တရားဆွဲခေါ်နီဆိုအိမ်ကိုပြန်ဖို့စဉ်းစားလိုက်လို့ရှိရင်ဘယ်တရားကမြန်မြန်အိမ်ရောက်အောင်ဆွဲခေါ်လဲမေးတော့ပေါ်ပြီးပြောတော့ဘုန်းကြီးကပြောကြမလို့သူတို့သိသွားပြီဘယ်တရားဆွဲခေါ်လဲအမလီဟောဒီတရားစကားပြီးတဲ့နေ့ကြလို့ရှိရင်ဒါနိုင်ရွယ်အတွင်းယောဂီတွေဟောဒီကျောင်းတွေကဂုံစေတည်းနိုင်ရွယ်တောင်မကြောက်တယောက်မှမကြောက်အကုန်ရောဘယ်သူဆွဲခေါ်ပါလားလာတဲ့နေ့တွေတော့အမလီနိုင်ပိုင်းနောက်ကြတဲ့နေ့တည့်ရဲ့နောက်ကြတဲ့နေ့ရဲ့နောက်ကြတဲ့နေ့မကြောက်ဘူးလား ကြပါဗျာ အပြန်ကြတော့နောက်ကြအောင်မလား ကြပါဘူး ဟိုဒီအရှင်ဘုရားကနေခဲ့ပြီပြီးတော့သွားတော့မယ်ရှင်ဘုရားပြနေချင်တယ်လို့နေပြီးတော့သွားတော့မယ်အဲ့ဒါတော့ကြောက်စရာကောင်းတယ်အဲ့ဒါတဏှာကြောက်စရာမကောင်းလားဒီတဏှာအဲ့ဒါအိမ်ပြန်ဆိုမြန်နေဟုတ်ပြီလား မှန်ပါဗျာ ဘသူကဆွဲခေါ်တာ တနာပါဗျာ လာတော့ကကြိုးတင်းနေတော့ကော့လန်နဲ့လာတာမရောက်နိုင်ဘူးတဏှာကြိုးကဆွဲထားတော့မတင်းဘူးလားတင်းနေလား ရှင်းနေပါလေဗျာ နေလားမြန်လား နေနေပါဗျာ ကြိုးတင်းနေတာကိုအဲ့ဒါကော့လန်နဲ့လာတယ်အပြန်ကြတဲ့အချိန်ကစောင်းငနဲ့ဆိုဆွဲထက်လောက်တာတော့ဒိုင်းငနဲ့ဆိုမရောက်တော့ကျိုးကတင်းနေတာကိုဒါဆောင်းဆွဲတာကြိုက်လားဖြည်းဖြည်းဆွဲတာကြိုက်လားတပည့်တော့ဆောင်းဆွဲပဲကြိုက်တယ်ဗျာပြီးတော့အဲ့လိုဖြစ်နေတဏှာဆွဲခေါ်တာဘယ်တော့ကြောက်စရာကောင်းအဲ့ဒါသဘောပေါက်ပြီးတော့မှဒါကိုတော်လှန်ရမှာတရားအထုတ်တယ်ဆိုတော့အဲ့တဏှာကိုတိုက်ခိုက်တာပဲဟုတ်ပြီလား မှန်ပါဗျာ ဒီအဝိဇ္ဇာနဲ့တဏှာကိုရုပ်လို့တစ်ချက်ရှုရင်အဝိဇ္ဇာချုပ်တဏှာချုပ်မရှုရင်အဝိဇ္ဇာဖြစ်တဏှာဖြစ်မကောင်းတဲ့နေရာဆွဲမခေါ်ဘူးလား ပေါ်ပါလေဗျာ မကောင်းတဲ့နေရာဆွဲခေါ်တယ်ကောင်းတဲ့နေရာကထွက်မသွားအောင်ဆွဲထားတယ်ဒီတရားကကောင်းလား ကောင်းပါ မကောင်းတဲ့နေရာတော့ဘာလုပ်လဲ ဆွဲကောင်း ဆွဲခေါ်တယ်ပွဲကြည့်ဖို့တို့ဗီဒီယိုကြည့်ဖို့တို့ရုပ်ရှင်ကြည့်ဖို့ပျော်ဝဲစားထွက်ဖို့တို့မဆွဲခေါ်ဘူးလား ဆွဲပေါ်ပါ အဲ့ဒါဆိုနှင်းနေသွားမလားအမြန်သွားမလား ညံ့ညံ့သွားပါ အမြန်သွားမယ်နေရာမရမှာဆိုလို့နောက်ကျမှာဆိုလို့ကဲအခုတရားပွဲကြတော့ဖြည်းဖြည်းသူကမဆွဲထားဘူးလား ဆွဲ အ လာ ချိန်တစ်ခိုးလုပ်တယ်ဘယ်တော့ကြောက်စရာကောင်းတဲ့တဏှာလဲအဲ့ဒါမိမိတို့သဘောပေါက်နေလို့ရှိရင်ဒီတရားတွေကကောင်းတဲ့တရားတွေမဟုတ်ဘူးတို့ရှုပွားနေမှပဲဆိုတော့နေစေချင်တာတိတ်ဆိတ်ငြိမ်သက်သက်ဟုတ်ပြီလား မှန်ပါဗျာ အေးသုဒုညာနာမြတ်စွာဘုရားတို့ကမြတ်စွာဘုရားလက်ထက်တုန်းကလေဒိဋ္ဌိတွေကတော့သိတယ်ဒိဋ္ဌိတွေက
မြတ်စွာဘုရားတပိတာဝကလာတော်၎င်းမြတ်စွာဘုရားကြွလာတော်၎င်းသူတို့လူတွေဘယ်လိုပြောတယ်မှဟဲ့တိတ်တိတ်နေကြတိတ်တိတ်နေကြယဟန်ဂေါရမကတိတ်ဆိတ်ငြိမ့်တဲ့တာကိုချီးမွမ်းနေတကယ်လို့ဒုတိတ်တိတ်နေမှဆိုဒုနေရာကိုယဟန်ဂေါရမကြွလာကောင်လာလိမ့်မယ်ကြွလာတော့သူတို့ကြိုက်သူတို့အယူမှားပြီမဲ့ဘုရားတိတ်တိတ်ဆိတ်နေမှလည်းသိတယ်တိတ်တိတ်ဆိတ်နေတာလည်းချီးမွမ်းမှလည်းသိတယ်သူတို့ကဆူညာသူတို့လူတွေတိတ်တိတ်နေတဲ့ဒုစီတိတ်တိတ်နေလို့ဘုရားကြွလာကောင်လာလိမ့်မယ်ဘုရားလည်းကြွသွားတယ်ပဲကြွသွားသူတို့မေးတယ်တခါတလေဘုရားတာဝကတွေတော့ဟိုက်တိတ်တိတ်နေမှဗုဒ္ဓတာဝကလာတယ်သူတို့ကတိတ်တိတ်ဆိတ်ဆိတ်ကြိုက်တယ်တိတ်တိတ်ဆိတ်ဆိတ်ကြိုက်လို့ရှိရင်အဲ့ဒါတို့တိတ်တိတ်ဆိတ်နေတို့စီသူတို့လာရင်လာလိမ့်မယ်ဆိုဟိုတာဝကတွေလည်းသွားတာပဲသွားရင်သူတို့မေးတယ်ဟုတ်ပြီလားမှန်ပါဗျာအဲ့တော့ယောဂီတွေလည်းဘယ်လိုနေရမှာလဲကဲဒီတရားစကားလာတဲ့ပုဂ္ဂိုလ်တွေကအကုန်လုံးသာသနာကြည်ညိုတဲ့လူကြီးလည်းပြောနိုင်လားကဲမလေ့လာတဲ့ပုဂ္ဂိုလ်တွေမပါဘူးလားပါပါတယ်ဗျာအဲ့ဒီပုဂ္ဂိုလ်တွေကဓမ္မတွေ့သွားလို့ရှိရင်အမလီဒါစခန်းတယ်လားအမလီကြည့်လိုက်စမ်းမအောင်ဒိဋ္ဌိတွေနေရာသားကြဆူးလို့ညံလို့ဆိုတော့ကဲကောင်းမလားကောင်းပါဘုန်းကြီးတို့ကိုယ်တိုင်ဒီပင်အဲ့လိုတွေ့ခဲ့လို့အမထုတ်ဖြစ်တာအကြာကြီးဘုန်းကြီးတို့စောစောတည်းက2ဝါ3ဝါလို့အထုတ်ဘူးကမထုတ်ဖြစ်ဘူးအဲ့လိုတွေ့လို့မထုတ်ဖြစ်တာဟုတ်ပြီလားမှန်ပါဗျာအဲ့ဒါမျိုးတွေလည်းအများကြီးပဲရှိတယ်ပုဂ္ဂိုလ်တွေကအဲ့ဒါကြောင့်ကိုတယောက်အတွက်နဲ့တမအနှောက်အယှက်မဖြစ်စေနဲ့အဲ့ဒါကိုယ့်အကိုမနေနဲ့လို့ပြောခြင်းလည်းပဲကိုယ့်အကိုအိမ်ကြမှာအာရပါရပျော်ပေါ့ဟုတ်ပြီလားဒီမှာအောင့်နေနော်မှန်ပါဗျာခုနှစ်ရက်ကလေးတော့မအောင့်နိုင်ဘူးလားအောင့်နိုင်ပါဗျာအေးအောင့်နေနောက်အတန်မထွက်စေနဲ့အဲ့တော့အိမ်ကိုပြန်ဖို့ရကြတဲ့အချိန်ကတဏှာကဆွဲခေါ်တယ်ဟိုမှာနင့်အတွက်ပူနေပြီနေခုနှစ်ရက်ကြီးတောင်နေတာဆိုတော့အေးဟိုမှာဘယ်လိုဖြစ်နေမှမသိဘူးဆိုတာခါလည်းပြေးရောဟုတ်ပြီလားအေးအဲ့ဒါကြောင့်မလို့ကြောက်စရာမကောင်းဘူးလားကောင်းပါလေဗျာဆိုကြည့်တဏှာဘောဓဟာရှိသူဟာပျော်ရှာလောဘနဲ့သာဒီတဏှာဘောဓဟာရှိသူဟာပျော်ရှာလောဘနဲ့သာဒီတဏှာဘောဓဟာရှိသူဟာပျော်ရှာလောဘနဲ့သာဒီဆိုပြောတယ်ဆိုတာအာယုန်တွေကပျော်စရာကောင်းတာလားတဏှာရှိလို့ပြောနေတာလားတဏှာရှိလို့ပြောတော့ဟိုအာယုန်ကပြောနိုင်တာမဟုတ်ဘူးတဏှာသာမရှိဘူးဆိုအဲ့ဒီအာယုန်ဘာမှလုပ်လို့မရဘူးဘာမှပြောစရာမကောင်းဘူးပြောမလားကဲပြောပါဦးဗျာကိုကသမင်းနေရကောင်းနေဆိုတော့ဆိုပါတော့ကဲသမင်းလဲဝါလဲဝါအောင်အဲ့သမင်းကြည့်တောင်ကြည့်ကျင်သေးလားသမင်းကကောင်းရင်တော့အဲ့ဒါသမင်းကြည့်ကျင်မှဆက်လက်စားကျင်ပါပဲအခုဝါသွားပြီဆိုတော့ तू ကသမင်းပေါ်မှာတက်မဲ့တဲ့တဏှာရှိသေးလားမရှိပါဘူးလုံးဝကြည့်တောင်မကြည့်ကျင်တော့ဟုတ်ပြီလားမှန်ပါကဲအဲ့သမင်းအာယုံကပျော်စရာကြီးကတစ်သက်စရာကြီးဆိုရင်ကဲကြည့်ပြီးတော့နှစ်သက်နေမှာမတစ်သက်လားမနှစ်သက်ဘူးဒီတဏှာရှိနေလို့သာသူ့ဘောตาရနေတယ်တဏှာမရှိလုံးဝအဲ့သမင်းလည်းဘာမှအဓိပ္ပာယ်မရှိတော့အဲ့ဒါလိုပဲကဲအစင်းတွေကလည်းအဓိပ္ပာယ်ရှိဦးမှာလားကိုယ်မှကြည့်ကျင်တဲ့တဏှာမရှိဘူးဆိုဒီအစင်းလည်းဘာမှမတတ်နိုင်ဘူးကဲအတန်လည်းဘာတတ်နိုင်လဲအဲ့တော့အတန်နေအစင်းတွေကကိုယ့်ကိုနှစ်သက်စေတယ်လားကိုယ်တဏှာကကိုယ့်ကိုနှစ်သက်စေတာလားကိုယ်တဏှာမရှိတော့ဘူးဆိုဘယ်အစင်းမှလည်းမကြည့်ကြည့်ဘူးဘယ်အသားမှလည်းနားမထောင်ကြည့်ဘူးဘယ်ဘိုင်းတို့အနတ်မှလည်းမရှိဘူးဘယ်အစားမှလည်းမစားကြည့်ဘူးဟုတ်ပြီလားမှန်ပါဗျာအဲ့ဒါဘသူကကိုယ့်ကိုနှစ်သက်တဏှာကနေကိုယ်တော့မှလှည့်ထားတာနော်မှန်ပါဗျာအာယုံကကောင်းတယ်ဆိုလို့ရှိရင်အာယုံနဲ့တွေ့တိုင်းကောင်းမှာပေါ့ဟုတ်ပြီလားကဲကိုမကြိုက်တဲ့အာယုံကြရင်ကောင်းလားမကောင်းပါဘူးမကြိုက်တဲ့အာယုံမကောင်းဘူးဆိုတော့ဘာမရှိလို့မကောင်းတာတဏှာမရှိလို့တဏှာရှိတော့အာယုံကကောင်းမကောင်းကိုယ်တည်းဘာဖြစ်လဲကောင်းနေမဖြစ်နေဘူးလားဖြစ်နေပါဗျာအဲ့ဒါကိုကြည့်အာယုံကကိုယ့်ကိုကောင်းစေတာမဟုတ်ဘူးကိုယ်တဏှာကကိုယ်ကိုလှည့်နေဒီတဏှာကိုဖယ်လိုက်တယ်ဆိုအာယုံတွေဘာမှကောင်းစရာမရှိတော့ကဲဘုရားရနာမြတ်ကအစင်းကိုမကြည့်ဘူးလားကြည့်နေပါဗျာအတန်ကိုနားမထောင်ဘူးလားနားထောင်ပါဗျာအနတ်လည်းမရှူဘူးလားရှူပါလေအရသာလည်းမဆွဲမစားဘူးလားစားပါလေအတွေ့အထိလည်းမတွေ့ထိဘူးလားတွေ့ထိပါဗျာဒီတဏှာပါသေးလားမပါဘူးခန္ဓာကိုယ်တည်တတ်ရုံမျှပြီဟုတ်ပြီလားမှန်ပါဗျာအဲ့တော့တဏှာရှိလို့ကောင်းနေတယ်တဏှာမရှိဘာအယုံမှမကောင်းတော့ဘူးအဲ့ဒါခုနပြောလို့ပဲထမင်းဝါသွားတဲ့အခါတော့ကိုကအဲ့ချိန်မူးလို့ဖြစ်နေတဲ့အချိန်ကဘာလာပြကြည့်အောင်မလားကဲဘာလာတော့နားထောင်အောင်မလားဘာမရှိလို့လဲတဏှာမရှိဘူးအဲ့ဒါတဏှာအဓိပ္ပာယ်ကိုပောက်အောင်လုပ်ဟုတ်ပြီလားမှန်ပါဗျာဒီတဏှာပဲအဲ့ဒါမိမိတို့တဏှာရှိရင်ပျော်တယ်ပျော်မလားမပျော်ဘူးလားဘာရှိလို့ပျော်တာအာယုံကပျော်စရာမဟုတ်လို့ပျော်တာလားပျော်စရာမဟုတ်လို့ပျော်တာမဟုတ်အာယုံကမကောင်းလေတဏှာရှိရင်ပျော်တယ်ကောင်းရင်တော့ပျော်ထုမပျော်ဘူးလား
မပြောဘူးလားသူကအာယုနဲ့မဆိုင်ဘူးဟောဒီတဏှာနဲ့သာဆိုင်တာနော် မှန်ပါဗျာ ဆိုကြည့်တဏှာဘောဓဟာမဲ့သူဟာပြင်းရှာဒေါသနဲ့သာဒီတဏှာဘောဓဟာမဲ့သူဟာပြင်းရှာဒေါသနဲ့သာဒီတဏှာဘောဓဟာမဲ့သူဟာပြင်းရှာဒေါသနဲ့သာဒီကဲတဏှာမရှိဘူးအဖော်မရှိဘူးဆိုလို့ရှိပြီကပြင်းမြန်ရောကဲပွဲသွားကြည့်ပြီးတော့ဟိုတုန်းကတော့ပြောသလိုလိုမလားဘူးလားအိမ်မြန်တော့ဘယ်လိုဖြစ်သွားလဲပြင်းသွားပြီပြင်းတော့တခါပြောခြင်းနဲ့သူထပြီးတော့ဗီဒီယိုဖွင့်ကက်ဆက်ဖွင့်ဘာဖွင့်တခါမဖွင့်မြန်ဘူးလားမပြောမြန်ဘူးလားပြောလဲပြီးလဲပြီးတခါဘာဖြစ်သွားလဲပြင်းမြန်ပြီနေပြန်ရောဒေါသနဲ့တခါတည်းပိုင်းလို့လက်ရမိုင်းပြီးတော့အမေလေးပြင်းလိုက်တာဘာလို့ကောင်းမလဲဘယ်သွားကောင်းမလဲတခါလာပြန်ရောကဲတဏှာအဖော်နဲ့တခါမသွားဘူးလားသွားပါပြီးတော့လက်ရမိုင်းပြန်ရောအဲ့တော့ယောဂီတို့တိတိကလောဘနဲ့ပြောလိုက်ဒေါသနဲ့ခွေနေလိုက်လောဘနဲ့ပြောလိုက်ဒေါသနဲ့မိတ်လေးနဲ့တကယ်ဒီအကုသိုလ်နှစ်ပါးအပြင်ဘာရှိသေးလဲဒါနဲ့ပဲနေပြီးတော့ဒီလိုပဲသိမယ်ပေါ့လေအခုတရားထိုင်ချိန်ဖြုတ်သွားပြီဆိုလောဘနဲ့တဏှာနဲ့မပြောဘူးလားပြောလိုက်ကြတာပဋိနဲ့ပြောလို့ပြောလိုက်တာပြီးလည်းပြီးယောဂီတော်ရင်ခေါ်လိုက်ခေါ်မျက်နှာကြီးအိုးသွားပြတ်သွားဘယ်လိုဒုက္ခရောက်မှပဲဆိုထားပြီးသူလှုပ်တယ်မလားချင်းလာချင်းနဲ့လာတယ်ကဲကြည့်ပါဦးကုသိုလ်ပေးမဲ့ဟာကျတော့သူတို့ကတခါတည်းငါဆိုးထိုးသလားမသိဘူးတဲ့ဒီအတိုင်းကြီးလာပြန်ပြီဆိုဖြစ်နေတာကြည့်သားမအောင်ဘယ်လောက်ကြောက်စရာကောင်းလဲဆိုပျော်လို့မအားပြင်မအားနဖအဖော်နဲ့သာဒီပျော်လို့မအားပြင်မအားနဖအဖော်နဲ့သာဒီပျော်လို့မအားပြင်မအားနှစ်ပါးအဖော်နဲ့သာဒီကဲယောဂီတို့ဘယ်ချိန်အဖော်ကင်းလဲအဲ့ချိန်မှတပတ်ဂျန်တဲ့ချိန်အဖော်နဲ့နေသည်ဟုတ်ပြီလားမှန်ပါဗျာလောဘအဖော်နဲ့နေဒေါသအဖော်နဲ့လောဘတစ်ဖော်နဲ့နေပိဋ္ဌာပြည်ရောက်မယ်ဒေါသအဖော်နဲ့ပြည်ငရေပြည်ရောက်မယ်ပဲပြည်ကြိုက်မကြိုက်လို့မရဘူးတပြည်တော့ကြိုက်ကိုကြိုက်ရပဲကဲနေတာဘာအဖော်နဲ့နေလဲကဲပြောတယ်ဆိုတော့လောဘဖော်နေတယ်ပြင်းတယ်ဆိုတော့ဒေါသဖော်နေအဖော်ကင်းတဲ့ချိန်များရှိသေးလားရှိပါဗျာပြင်းပါတယ်ဆိုပြီးတော့တခါတည်းအိတ်ချလိုက်တယ်ဆိုမောဟကဲအေကနိုးတယ်လောဘဒေါသကဲဒါပဲရှိတယ်ကဲအဲ့ဒါဒီပုဂ္ဂိုလ်တွေမှနိဗ္ဗာန်မရောက်ဘယ်လိုတွေရောက်များသားကဲပြောသားမအောင်ကဲအဲ့ဒါကြောင့်ကိုတရားဟာအာမကုလောက်သေးဘူးနော်အာမကုလောက်သေးဘူးအကြောင်းကြုံတော့မှကို့မှာဘာမှမရှိသေးပါလားဆိုတာသိရမယ်ဒါတော့ပဲယောဂီတယောက်ကအဲ့ဒါပထမတစ်ခါတော့စာရေးလိုက်တယ်တရားဝင်မို့နောက်တစ်ခါကျတော့အကြောင်းကြုံလာတော့မှတရားမဝင်နိုင်ဘူးတဲ့အဲ့တော့မှတပည့်တော်မှာတရားအကုလောက်မရှိသေးပါလားဆိုပေါ်လာတယ်တဲ့စိတ်တွေလှုပ်ရှားမှုဖြစ်လာတာဟုတ်ပြီလားမှန်ပါအကြောင်းမကြုံသေးခင်တဲ့ယောဂီတွေကငြိမ်မနေဘူးလားအကြောင်းပေါ်လာတော့ငြိမ်လို့မရဘူးဟုတ်ပြီလားအဲ့ဒီအချိန်ကျတော့တရားလက်လွတ်မှန်သိတော့ကဲအချိန်ကလည်းရှိသေးလားမရှိတော့ဘူးဆိုမနစ်နာဘူးလားနစ်နာတယ်အဲ့ဒါကြောင့်ပြောလို့မအပြင်းအားနှစ်ပါးအဖော်နဲ့သာဒီဆိုကြည်ဖရာများစွာပွင့်လျာမကျွတ်တာတဏှာအဖော်ကြောင့်သာဒီဖရာများစွာပွင့်လျာမကျွတ်တာတဏှာကြောင့်သာဒီဖရာများစွာပွင့်လျာမကျွတ်တာတဏှာကြောင့်သာဒီဆိုတရားများစွာဝိရိယမကျွတ်တာတဏှာကြောင့်သာဒီတရားများစွာဝိရိယမကျွတ်တာတဏှာကြောင့်သာဒီတရားများစွာဝိရိယမကျွတ်တာတဏှာကြောင့်သာဒီပါရမီမရှိလို့မကျွတ်တာလားဟုတ်ပါဘူးဗျာနိဗ္ဗာန်ခက်လို့မကျွတ်တာလားဟုတ်ပါဘူးဗျာနိဗ္ဗာန်ဘာမှမခက်ဘူးတကယ်လိုချင်လို့တကယ်လုပ်ချင်တကယ်ဖြစ်တယ်ဟုတ်ပြီလားမှန်ပါဗျာအခုခေတ်မှာယဟန္တာပုဂ္ဂိုလ်တွေရှိတယ်သောတာပန်ပုဂ္ဂိုလ်တွေရှိတယ်သက္ကနာပုဂ္ဂိုလ်တွေရှိတယ်အနာဂတ်ပုဂ္ဂိုလ်တွေရှိတယ်တကယ်ယဟန္တာပုဂ္ဂိုလ်တွေယဟန္တာလို့လူသိမခံဘူးဟုတ်ပြီလားမှန်ပါဗျာနာမည်ကြီးရင်လည်းယဟန္တာမဟုတ်ဘူးယဟန္တာကနာမည်ကြီးကိုမခံဘူးလူသိကိုမခံဘူးလူနဲ့ရုပ်လည်းမနေဘူးနော်မှန်ပါဗျာဒါပေမဲ့ဘုန်းကြီးတွေပြတဲ့ကအဲ့ဒါနာမည်ကြီးပြီဆိုရင်ယဟန္တာသွားလုပ်ပြီသွားပြီသူတို့
ကဲသွားတော့ကုသိုလ်မရဘူးလားဆိုတော့ရပါတယ်နောက်ကဘာမှရအောင်ပြောသားမအောင်ကဲကျင့်ယူတာနဲ့သွားဖူးတာနဲ့ဘယ်ဟာကျင့်ရကောင်းပါကိုကျင့်မှလားဖူးမှလားသူတို့တခါလဲသေလို့စီမပုံစုသွားပြီးဖူးပြီးအလောင်းကြီးသွားဖူးအလောင်းကြီးသွားဖူးတော့ဘာရပြောသားမအောင်ဘာလို့ပုတ်ထားလဲမပုတ်ထားလဲဆိုအကြောင်းရှာပြီးတော့ငါလည်းမပုတ်အောင်လုပ်မယ်ကဲမရဘူးလားရပါတယ်ဝိပဿနာကျေးဇူးကဆိုကြည့်ယောဂကြီးမူညဉ့်ညူမရှိတတိမမေ့သေနေတိပြန်မျက်လံကြောဆွေမရှိဘဲနှင်းသေလဲမတင်းသုံးရက်တွင်၌ပုတ်ချင်းကင်းသည်ကျိုးရင်ဝိပဿနာတကူဒီအဲ့တော့ဒီဝိပဿနာကျေးဇူးကယောဂကြီးကျင်တဲ့လောက်ကြီးမငြီးဘူးတဲ့စနစ်တကျရှုထားတဲ့ပုဂ္ဂိုလ်မှာဟုတ်ပြီလားမှန်ပါဗျာယောဂကြီးတဲ့လောက်ကြီးမငြီးဘူးယောဂကြီးမှုငြင်းညူမရှိသတိလည်းမမေ့ဘူးယောဂကြီးကျင်တဲ့လောက်ကြီးသတိမမေ့ဘူးအပူဒီတရားချက်တရားချက်ကုန်ဖြစ်မမေ့ဘူးသေနေ့သိပြန်ကိုယ်ပဲနေ့သေမယ်ဆိုတာတော့ကြိုသိတယ်အဲ့ဒါလောက်တရားကျေးဇူးကြီးတယ်မျက်လံကြောဆွဲမရှိဘဲနဲ့သေတဲ့အခါမျက်ဖြူလန်းခြင်းမျက်ကြောဆွဲခြင်းမေးထိုးခြင်းမေးဟာခြင်းတွန့်ခြင်းလိန်ခြင်းမရှိဘူးအသက်ပဲလို့ထွက်သွားမှ3 4 4 5ဝမ်းကြည့်တယ်အသက်ပဲလို့ထွက်သွားမှမသိအောင်မြင်သားတယ်ဒီနေ့ကဘုန်းကြီးတို့နှစ်ဦးတွေ့ကြရတယ်ကြည့်နေတာကိုမသိလိုက်ဘူးအဲ့လောက်မြင်သားတယ်သေနေ့ဒီမျက်လံကြောဆွဲမရှိဘဲနဲ့သေလဲမတင်သေလို့ရှိရင်လည်းမတောင်းမတင်းဘူးအမှန်တိုင်းဆိုဘာကောင်ပဲဖြစ်သေတောင်းသွားတာငါတောင်းသေမတောင်းသွားဘူးလားတောင်းပါလေမတောင်းမတင်းဘူးဟောဒီလူမလားတရက်နှစ်3ရက်ထားပြော့ပြောင်းပြောင်းပဲ3ရက်တွင်၌ပုတ်ချင်းကင်းသည်3ရက်ထားလည်းမပုတ်5ရက်ထားလည်းမပုတ်9ရက်ထားလည်းမပုတ်ဘူးတဲ့ဒါဝိပဿနာကျေးဇူးဟုတ်ပြီလားမှန်ပါဗျာအေးအခုသေလို့ရှိရင်မပုတ်ဘူးသွားဖူးတယ်တဲ့ဘာဖြစ်မှလဲဆိုတော့သွားအလောင်းကောင်ကြီးဖူးတာအလောင်းကောင်ပဲပေါ့ဘာဖြစ်မှလဲ तू ကအဲ့ဒါအလောင်းပြပြီးစားနေတာဘာမှဟုတ်တော့မလက်ကန် तू ကကိုယ့်အကူလုံးတဲ့ဟုတ်ပြီလားမှန်ပါဗျာသေလည်းမမင်းကျေးဇူးတွေအမှန်များတယ်တရားတရားမလို့ဖះမြတ်သာပွင့်နေတာမကျွတ်တာတဏှာချောင်းတာဒီဆိုတော့ကဲယောဂီတို့ကနောက်ဖះကျွတ်မလားနောက်ဖះမကျွတ်မလားမကျွတ်သေးဘူးဖះဒီပြတော့ဒီမှာတဏှာအလိုက်လိုက်အောင်မယ်ပေါ့ဟုတ်ပြီလားကျွတ်မလားနောက်ဖះလိုက်မလားနောက်ဖះလည်းမလိုက်ဒီဖះလည်းဘယ်ဖះမှမလိုက်သေးဘူးနေအောင်မယ်ပဲတဏှာနဲ့နေခဲ့ပါပဲဆိုကြည့်တဏှာဖောတာပေါင်းဖော်ရှာသန္တရာရှိကြလေမြည်တီတဏှာဖောတာပေါင်းဖော်ရှာသန္တရာရှိကြလေမြည်တီတဏှာဖောတာပေါင်းဖော်ရှာသန္တရာရှိကြလေမြည်တီကဲဘာနဲ့ပေါင်းနေတယ်နောက်တုန်းကလည်းဘာနဲ့ပေါင်းခဲ့အခုလည်းဘာနဲ့ပေါင်းရှေ့လည်းဘာနဲ့ပေါင်းမလဲအောင်မလို့ဒုက္ခပဲကြည့်ပါဦးနောက်တော့ကလည်းပေါင်းခဲ့တာမသိလို့ထားပါအခုလည်းပေါင်းမယ်နောက်လည်းဆက်ပေါင်းမယ်လို့ပေါ့မလို့ဒီယုတ်ကြီးတရားတော်မဟောကျင်တော့ဘူးပြန်ကြတော့မထူးတော့ပါဘူးဘုန်းကြီးဖွင့်အေးဆေးနေပြစီတော့တခါဘုန်းကြီးစိတ်တကြတယ်တော်ပြီလို့ငါတို့လိုက်ခေါ်နေလို့စီငါပဲဒုက္ခရောက်မှာဟုတ်တော့ပေါ့ကဲသူတို့ဟုတ်ဒီပါဒီမှာမလုပ်ဖက်နဲ့ကိုပဲဒုက္ခရောက်မှာသူတို့ကအပျော်တမ်းလာလို့လေကြည့်ပါဦးအဲ့ဒါကြိုးစားလို့ဒါသိအောင်ပြောပေးနေတာတကယ်ကြိုးစားစရာကောင်းတယ်ဟုတ်ပြီလားမှန်ပါဗျာတဏှာဖောတာရှိသူသားတဏှာဖောတာပေါင်းဖောတာရှိကြသန္တရာလည်းမြည်ဘသူကမှပါရမီမရှိလို့လည်းမဟုတ်ဘူးနိဗ္ဗာန်ခက်လို့လည်းမဟုတ်တဏှာကအဲ့ဒါသူနဲ့ပေါင်းနေလို့ဟုတ်ပြီလားမှန်ပါဗျာအဲ့တော့တစ်ချက်ရှုလို့စီတရားအဝိဇ္ဇာချုပ်တဏှာချုပ်ဟိုမှာဥသေးချုပ်ဘယ်တော့ကျေးဇူးများလဲမရှုဘဲနဲ့အဝိဇ္ဇာဖြစ်တဏှာဖြစ်ဥသေးဖြစ်ဘယ်တော့နင့်တာလဲဟုတ်ပြီလားမှန်ပါဗျာအဲ့လိုနင့်နာချက်လည်းသိတယ်အကျိုးလည်းသိတယ်ဒီကအကျိုးရှိလို့ချင်းလုပ်ဖို့မကောင်းဘူးလားကောင်းပါလေဗျာလုပ်ပေါ့ဒီလောက်ဘုန်းကြီးအပေါင်းဟောနေတာအရှင်ဘုရားရင်ခွန်းနဲ့ကြသိချင်းသေးတယ်ရွတ်တော့မလုပ်ဘူးပေါ့ဟုတ်ပြီတပည့်သေးတယ်ပြုတ်သေးတယ်မဟုတ်ပဲတဲ့နော်အဲ့လိုဖြစ်နေတယ်တို့ပါဆိုကြည့်တဏှာအကြောင်းကောင်းကောင်းသိကပေမသာအေးဝနိဗ္ဗာန်ရောက်မည်ဒီတဏှာအကြောင်းကောင်းကောင်းသိကပေမသာအေးဝနိဗ္ဗာန်ရောက်မည်ဒီတဏှာအကြောင်းကောင်းကောင်းသိကပေမသာအေးဝနိဗ္ဗာန်ရောက်မည်ဒီသိ
တို့အေးရွာနိဗ္ဗာန်ရောက်ကြောင်းလည်းမသိသွားဘူးလား သိပါတယ်ဗျာ သန္တရာထဲမှာလဲကြောင်းလည်းမသိသွားဘူးလား သိပါတယ်ဗျာ အဲ့တော့လဲကျင်လားအေးရွာရောက်ချင်လားဆိုတာလေကဲဘယ်လိုပြောမလဲ ဒီရွာရောက်တယ် ထင်သားပဲအဲ့လိုပြောမယ်လို့ဒါကြောင့်မေးတော့မမေးချင်ဘူးကဲရောက်ချင်ဘာလို့ရမှာလဲကဲအေးကျင့်ပေါ်ဒီတဏပင်ရောက်တာပဲအဲ့ဒါကြောင့်တဏကိုပယ်နိုင်တဲ့ဖြင့်အဲ့ဒါနိဗ္ဗာန်ရောက်ကြပါစေကုန်သောလို့ဆုတောင်းရင်းနဲ့ဏီကုံချုပ်ကြစို့ဟောရိယပစ္စယောဟောတုဣဒံနောပုံညမင်္ဂလံသုမနေပတနေအတ္တမနေဟိသင်္စိတံပုံညတိမတဘာဂင်းစဒရာမတဗ္ဗပါဏိနံသမလဗန္တုဒေသဗေမဟိယံထာတုတကိတေသုမနေပဝစရိနာဖြင့်လွန်ဆောင်ဝမ်းမြောက်ကြကုန်နှင့်ပတနေမုံစစရိနာဖြင့်တတ္တာရှွန်းဆိုလွန်ကျင်ညိုကြကုန်နှင့်အတ္တမနေပရစရိနာဖြင့်လွန်စွာအာရစိတ်တိုင်းကြဖြစ်ကြကုန်နှင့်နောအာမိမြမြသာကြီးပါရမီယင်ကျုဇာနိတုသရောစဉ်ကုသိုလ်ရှင်အကျွန်ုပ်တို့သည်သေစီတံစေရင်သာသုံးတံထက်တံကြည်နုစီပွားများအထောအခဲ့သမျှသောဣရံပုံညမင်္ဂလာဣဒါနာသီလသမထဝိပဿနာဟုဆိုသောကုသိုလ်မင်္ဂလာကောင်းမှုအစုစုသည်ဘောရိယသစ္စာလင်းခိုင်းတဲ့ခြင်းကိုပြိုင်ရှင်စုခုထုပွင့်ရတာကိုစီကုံကတောင်းတရမှန်ဖြစ်ပေသောသမ္မာတံဘောဓိပစ္စေကဘောဓိတဝကဘောဓိခေါ်ဆိုသောမဉ္ဇဉ်လေးပါအသီးသီးသောဘောဓိဉာဏ်များ၏ပိစယောမချွတ်ရအောင်ကျေးဇူးဆောင်သောအခေါင်နေသည်အာကြီးသောအထောက်ပံ့သည်ဟောတုမြေလက်ခံနှင့်မြောက်သည့်ခဲသို့မလွဲမဲ့သွေအမှန်ပင်ဖြစ်ပါစေတည်းဣဘသာပုံညတစေရနာသုံးတန်ထက်တန်ကျင်သူစီပွားများအထောအခဲ့သည်များသောဣဒါနသီလသမထဝိပဿနာဟုဆိုသောကုသိုလ်မင်္ဂလာကောင်းမှုအစုစု၏ဘာဂင်သတ္တတိယခွေယကုသိုလ်ကောင်းမှု၏ဖို့ဗံကကိုလည်းသဗ္ဗဗန္နိနမိဘဆရာသမားအစာထ၏ပုံသုံးပါး၌ထင်ရှားဖြစ်ကုန်ခတ်သိုံသောလုံးစုံကုန်သောလူနာပြမတတ္တဝအနန္တမှန်သမျှတို့အားတရာမတရာပြထံထူထံပြည့်ဝေလိုက်ပါကုန်၏ဝါဒရာမအမြအမြကိုပြည့်ဝေလိုက်ပါကုန်၏တေတဗေမိဘဆရာသမားအစာထ၏ပုံသုံးပါး၌ထင်ရှားဖြစ်ကုန်ထိုခတ်သိုံသောလုံးစုံကုန်သောလူနာပြမတတ္တဝအနန္တမှန်သမျှတို့သည်အာမိမြမြသာကြီးပါရမီယေကျုဇာနိထုတော်သည်ကုသိုလ်ရှင်အကျွန်ုပ်တို့နှင့်တမန်အညီမျှတပန်လူရကြသည်ဖြစ်ကြပါစေကုန်သတည်းယာမေယုဒနာဂိန်း2သိန်း4,000ထူပေါင်းသင်္ချာဤမဟာပတိမြေကြီးသည်အာမေသူမြမြသာကြီးပါရမီယေကျုဇာနိထုတော်သည်ကုသိုလ်ရှင်အကျွန်ုပ်တို့သည်အိဇံတေတုတစုံတခုသောပြုဘကိစ္စကြောင့်တက်သည်အရာ၌တီလာခန္ဓာသည်ကိုလိုရှိကုန်လာသောနောမြမြသာကြီးပါရမီယေကျုဇာနိထုတော်သည်ကုသိုလ်ရှင်အကျွန်ုပ်တို့၏တခိတေတက်သည်အရာ၌ထာတုသူတစ်ဖက်သာတိလောက်သောချင်းရာအဖြစ်မြေရောရေပါတီလာခန္ဓာသည်ဖြစ်ပါစေတည်း